အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ Score Wine Podcast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Mr. Marco မေးမယ်ပေါ့သူ့ကိုနည်းနည်းတာဝန်ပေးထားတယ်ကျွန်တော်ဒီနေ့သိပြီးတော့မမေးနိုင်တော့ဟိုကျွန်တော်မေးမယ်သူ့ကိုမေးမှာသူ့ကိုကျွန်တော်မေးခွန်းထုတ်မယ်ဒီနေ့ပြီးတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ဘယ်လိုပြောရမလဲ I think မစုံတဲ့တစ်နှစ်လောက်ရှိပြီအင်္ဂလိပ်လိုနည်းနည်းညှက်ပြောမှရမယ်ဘယ်လိုဖြစ်လို့ကျွန်တော်နှစ်ယောက်ရဲ့ဘယ်လိုပြောရမလဲ I think this is a age where we should talk about you know 28 29 30 something so အခုဘယ်လိုပြောရမလဲ midlife crisis ပေါ့မြန်မာလိုဘယ်လိုပြောရလဲ midlife crisis ဆိုလူငယ်sorry တင်ပေးပါ30ပတ်လေ30ပတ်လေ30ပတ်လေဖြစ်နေကြပြဿနာပေါ့နော်ပြဿနာအသက်ကြီးလာပြီမဟုတ်ပြဿနာဆိုတော့ तू ကလူကြီးဖြစ်လာတဲ့အချိန်ကွာနည်းနည်း responsibility တွေများလာပြီးတော့သိမလားmidlife crisis ဆိုတာကမြန်မာလူပြန်ရင်30ဝန်းကျင်ဟိုဘယ်လိုပြောမလဲခဏနေပါဦးပါဇက်ဖျားမှနေရှိတယ်စဉ်းစားလို့မရဘူးဖြစ်နေအမှတိုင်ပတ်သွားပါဇက်ဖျားမှနေရှိအဲ့ဒီကိစ္စကဘယ်လိုပြောလဲဆိုတော့ midlife crisis ပေါ့ဗျာ midlife crisis ကို Google ခောက်လိုက်ပြီးမပြောတော့ဟိုစဉ်းစားလို့မရတော့ midlife crisis ဆိုတာ30ဝန်းကျင်ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာလူတိုင်းမှာ30ဝန်းကျင်ဖြစ်နေတဲ့ပြဿနာတွေပေါ့ကြုံမှုမှာပါလူကြီးတွေလည်းကြီးငယ်ပြီးတော့နောက်တစ်ခုကအဓိကပြဿနာကတော့ဗာလဲဆိုတော့မလို့ဟာဒီ live နဲ့ပတ်စံရှာတာနဲ့ live နဲ့ပြီးတော့ live ဆိုတာကိုယ်ပိုင်ဘဝကိုယ်ပိုင်ဖြစ်နေတဲ့ပြဿနာနဲ့ပြီးသွားလို့ရှိရင်ပြဿနာဆိုတာကိုယ်ပိုင်ဖြစ်ချင်တဲ့ဆန္ဒတွေအိမ်မက်တွေအဲ့ဒါတွေနဲ့ပြီးသွားရင် live ဆိုတာကမှာ social life ရှိမယ်ချစ်သူကြီးစားနဲ့ရှိမယ်မိသားစုနဲ့ရှိမယ်အဲ့လိုဟာတွေနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကအဓိကဘာလဲဆိုတော့ဟိုဘယ်ပြောမလဲပတ်စံနဲ့ဘဝနဲ့ဘယ်ဟာကိုယူမလဲဆိုတဲ့အချိန်မှာတိုက်ခံနေရမ်းများတယ်ခက်ခဲတွေရမ်းများငိုရတယ်ရီရတယ် down time တွေရမ်းများတဲ့ကိစ္စတွေကိုပြောချင်တာပေါ့နော်တေချာရှင်းပြရင်ပေါ့ဂျားထဲမှာပြောဝိုင်းနေတော့ midlife crisis ဆိုတာဘာလဲဆိုတာသဘောတော့ပေါက်သွားလိမ့်မယ်တေချာပေါ့သဘောပေါက်သွားလိမ့်မယ်ဘာလို့ဆိုတော့ဒီကသူနဲ့ခုနကတော့ခုမှချမ်းမိုင်ကိုရောက်တာသူနဲ့ချက်ချင်းတွေ့ချက်ချင်းခေါ်လာပြီးတော့သူ့ကိုအမှန်တကယ်ကတော့ကျွန်တော်ကသူ့ရင်ဖွင့်နေတာကျွန်တော်အရင်တော့ကဘယ်လိုပြောမလဲအရင်တော့က28နှစ်ကွာအခုအရင်တော့ကအဲ့လောက်ကြီးဒီလိုကိစ္စတွေမတွေးမိဘူးမတွေးခဲ့ဘူးကွာပြီးတော့ဖြစ်လာအခုဖြစ်မယ်ဆိုတော့လည်းမထင်တာခဲ့ဘူးသိမလားကိုယ့်ဘက်ကအရင်တော့အလုပ်ကတော့စတာကတော့သိမလား uni army အကုန်လုံးပြီးသွားတဲ့အချိန်25ပေါ့25လောက်မှာအလုပ်စအဲ့တုန်းကလည်းဘာမှမဖြစ်ဘူးသိမလားအေးဆေးပဲခဏလေး sorry live link TikTok မှာ live link နေတယ်အဲ့တော့ကွာ easy ပဲဆိုတော့အဲ့လောက်ကြီးမစင်စားထားဘူးကွာတလား like but then within like the past 3 years a lot of change တဲ့မလားအရင်ကိုပြောင်းလဲပါ3နှစ်တွင်ကိုယ့်ရဲ့တွေးခေါ်မှုတွေရောပြီးတော့ stress တွေများလာတယ်ပြီးတော့ဘာလို့ရင်ကောင်းမလဲဆိုတာတွေလည်းအရင်တွေးလာတာပေါ့တလားနောက်ပိုင်းအခုအသက်ကြီးလာတဲ့ရွေးချယ်ရတာပေါ့နော်ပြောရွေးချယ်ရတော့တာကွာနည်းတိုင်ပတ်သွားတာမရွေးချယ်လို့မရတော့ဘူးကွာတဲ့လားကိုကအသက်ကကြီးလာမှာကွာပြီးတော့ sad to say this but you know our parents time will come them လားလုံးဝအဲ့လိုမျိုးဟိုဆိုကိုဒါဒီရွယ်ကလုံးဝ decision တွေကလုံးဝအရေးကြီးပြီကွာတဲ့လားဒါပြီးသွားရင်ကို6ကိုလုံးဝကိုဘက်ကိုရက်ရတော့လုံးဝ 100% အဲ့လိုမျိုးတွားဟာနေ decision တွေပါလာတာဆိုတော့အမှန်တင် stress ကတက်လာဖြစ်ချင်တော့ကျွန်တော်ငါပဲဆက်ပြောလိုက်ပါမယ်ဖြစ်ချင်တော့အလုပ်ပေါ့ညီတစ်ဖက်ကနေရလည်းမကောင်းအလုပ်တွေကလည်းများအလုပ်တွေကလည်းပြီးသိရမလားပြီးတော့မှအဲ့ဒီအချိန်မှာဘယ်လိုပြောမလဲအလုပ်ကမလုပ်လို့လည်းရတယ်ဗျာ responsibility မယူခြင်းလို့ရှိရင်ထားလိုက် fuck it I will just you know MCU လိုက်မယ်သိရမလားဖြားလိုက်မယ်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကို့မှာလိုချင်တဲ့ target တွေကလည်းထားထားသေးတယ်သိရမလားမလို့ကလည်းမနေနိုင်ဆိုတော့လို့ကဖြားရလဲလို့ဖြားရင်းနဲ့လို့နဲ့လုံးဝကြလာတာဒုံလုံးကြပြီးတော့နောက်ပိုင်းကျတော့လုံးဝမခံနိုင်တော့ကြမလား down time ပေါ့လူတယောက်လုံးဝ down time ဖြစ်သွား down time ဆိုတာကခဏကြီးတက်ကုံလွန်ပြီးတော့ကျွန်တော်တို့တခါလေကြာရင်ကြိတ်ပြီးငိုရတဲ့အခိုက်အတန့် physical တွေမဟုတ်ဘူးကွာတလား physical တွေမဟုတ် mental ပါလုံးဝကြလာတာအဲ့လိုမျိုး physical ဆိုတာကတော့ကိုယ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအင်္ဂါပိုင်းဆိုင်ရာပေါ့ mental ဆိုတာဒါကကျွန်တော်ကဒ
live လူတွေကိုရှင်းပြနေအောင်เนาะဒီမှာကြည်နေတဲ့လူတွေကနားလေပါတယ်တော်တော်များများ live မှာကြည်နေလို့တိတ်နားမလည်ပါဆိုလို့ဒီက physical ကိုခန္ဓာပိုင်းစိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးဂျုံကြပြီးစိတ်ထိကြိုက်တယ်ဆိုတာတဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့ depression ဝင်တဲ့အထိဖြစ်တယ်ဆိုတာမျိုးရှိတယ်အဲ့လောက်ကြီးတော့မပြောဘူးကွာဘာလို့ဆိုတော့အဲ့လိုမျိုးခံစားမှုတဲ့လူတွေလည်းရှိရပေါ့အဲ့တော့အရင်တော့ကကျွန်တော်ပြောမယ်နော် like သူများတွေအဲ့လိုမျိုးပြောရင်နားမလဲဘူး like ဘယ်လိုမျိုးဒါဒီ feeling ကပါလဲသိမလား like because you can't relate to it သိမလားသူတို့ကတော့ပြောနေတာ depression ဝင်နေစိတ်တွေတောက်ရတယ်သိမလားခုန်ကြခြင်းစိတ်တွေပေါက်တယ်ဆိုပြီးတော့သိမလားအဲ့လိုမျိုးပြောတဲ့လူတွေအထိအောင်ရှိရပေါ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာကြတော့လေမဟုတ်ပါဘူးသိမလားစူးစမ်းလိုက်အတင်ထားလိုက်သိမလားဟိုဖြစ်ထားလိုက်ဖြစ်လာမှာပါဆိုစိတ်နဲ့အဲ့လိုမျိုးလေးတွေပြောခဲ့ဘူးတယ်ကွာဒါပေမဲ့အခုကျမှ like it happened to me like last week so like ငါလည်းအတင်ထားတာပဲကွာတလား4ရက်လောက်ကွာပထမ1ရက်2ရက်ကတော့အားတော့တော်တော်တင်းထားလိုက်တယ်တော်တော်လုံးလိုက်လို့ရောမှနောက်ပိုင်းကျတော့လို့ like you start to ask yourself like why တဲ့မလားဘာဖြစ်လို့လဲဘာလို့ဒီလောက်တောင်ဟိုဖြစ်ချင်နေတာလဲတဲ့မလားပြီးတော့အဲ့လိုမျိုးလဲပြန်မေးလာတယ်အဲ့လိုမျိုးပြန်မေးလာတဲ့အပြင်ကွာဘာတွေဖြစ်လဲဆိုတော့ तू ကအဲ့လိုမျိုးပြန်မေးလာတဲ့ဟာရယ်ပြီးတော့နောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုတော့မဟုတ်ငါပဲလိုချင်ခဲ့တာဒါတွေကဒီ goal တွေဒီ target တွေတင်မလားငါပဲလိုချင်ခဲ့တာဆန္ဒတွေလှုပ်ချင်တဲ့အရာတွေပေါ့ငါပဲလိုချင်ခဲ့တာငါပဲ target တွေလှုပ်ပြီးတော့လှုပ်လာခဲ့တာဘာဖြစ်လို့အခုချိန်မှတင်မလားဟိုဖြစ်ပြီးတော့ပင်ပန်းပြီးတော့တင်မလားလို့ give up လုပ်ချင်တဲ့စိတ်တွေပေါ်လာလဲတင်မလား stress တွေဖြစ်နေတာလဲပြီးတော့နောက် question တွေကမျိုးစုံကွာတလားမဖြေနိုင်တဲ့အဖြေမရှိတဲ့ question တွေမျိုးစုံဝင်လာကွာတလားငါပဲမလုံနိုင်တော့တာလားတင်မလားငါပဲ weak ဖြစ်နေတာလားဘာလို့မင်းကြည့်လိုက်ရင်ကွာတလားတခြားလူတွေကြည့်လိုက်ရင်လည်း oh fuck you know they're doing 10 figure 5 figure တွေလုံး10 figures မဟုတ်5 figure တွေတောင်းငန်းနဲ့ကွာတောင်းငန်းနဲ့လုံးနေတာငါလည်း10 figure about 5 figure ရတယ်ကွာဒါပေမဲ့တင်မလားတလားနလားနေဒါနဲ့ crash ဖြစ်သွားလိုက်ဘာဖြစ်လို့သူတို့တွေလို့တောက်လျှောက်မလုံနိုင်လားတင်မလားအဲ့လိုမျိုးတွေမေးလာသလားခေါင်းထဲမှာအများကြီးပဲ it's like fucked up so အဲ့တုန်းကအရင်တော့ငါမင်းပြပြတာမမိလားငါအဲ့ဒူဘိုင်းမှာအလုပ်သွားလုပ်တယ်ဘာလို့ငါပြန်လာလဲဆိုတော့ပြပြဘူးတယ်မလားအဲ့လိုဖြစ်တဲ့ပုံစံမျိုးပဲလေအဓိကဘာလို့ဆိုတော့ပထမအချက်ကမိသားစုနဲ့အတူတူမရှိတဲ့အချိန်မှာကိုယ့်အကူပတ်စံလေးရှာရတယ်ရုန်းကန်ရတယ်ပြီးအဲ့အပြင်မှာအိမ်တမင်းအိမ်မစားရတာတို့မိသားစုမျက်နှာမမြင်ဝမ်းနေတာပေါ့နော်အဲ့ဒီအချက်တွေကခဏခဏဖြစ်တယ်အဲ့ဒီအချက်တွေကဘယ်လောက်ထိဆိုးလဲဆိုတော့အချိန်တိုင်းလိုလွမ်းနေတာဘာမှနောက်ဆုံးမလွမ်းဆိုအဖေလွမ်းနေအမေရဲ့ဟင်းချက်တာလွမ်းနေသူတို့အိမ်မှာရှိတဲ့အိမ်ရဲ့ feeling ကိုလွမ်းနေတာဟုတ်တယ်ဒီနှစ်တွေမှာငါအဲ့လိုမျိုးလွမ်းပြီးတော့ငိုတာကိုတော်တော်များနေအဲ့ဒါဟိုက down time လေအဲ့ဒါ down time ပေါ့နော်ကျွန်တော်တို့ဒီများသောအားဖြင့်ဆိုလို့ရှိရင် down time လူတစ်ယောက်ရဲ့ down time လူတစ်ယောက်စိတ်ခံစားချက်ကျတဲ့အချိန်ဆိုတာလူတော်များများဖြစ်နေကြအရာပေါ့နော်အဲ့ဒါမျိုးဆိုတော့ဟိုဒီဟာကိုကုစားဖို့ဆိုတာသူကကျွန်တော်တို့နှစ်ယောက်ဒီဟာမပြောခင်ပေါ့နော်ဒီ podcast မစခင်မှာတိုင်ပင်တယ်လို့ပဲအလုပ်တွေအရန်များတဲ့အခါမှာဘာကို short ရမလဲသူကကြတော့အလုပ်တွေအရန်များလို့ဘာတွေ short ရမလဲပေါ့နော်အဲ့တော့ဒါသူနဲ့တိုင်ပင်တယ်ကျွန်တော်ကြတော့လေအလုပ်တွေမရှိလို့အလုပ်ရှာတယ်ဘာလုပ်ရမလဲဆိုတာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုအများကြီးတိုင်ပတ်တယ်ဒါလို့ဆိုရင်အဲ့အကြောင်းပေါ့နော်ဟိုမင်းခုနငါတို့ပြောသလိုမျိုးဆိုလို့ရှိရင်ဟုတ်ပြီဟိုဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတော့အဖြေရှာမိလားသိရမလားအဖြေကအဲ့လိုအဖြေမတွေ့လို့ကွာအဓိကအဖြေကမတွေ့ဘူးဆိုတော့ကိုယ့်ကိုယ်ပဲဟိုဘယ်လိုပြောမလဲ blame လုပ်ရမှာပဲငါပဲအပြစ်တင်ရမှာကွာသိလားဘာလို့ဆိုအဖြေကမတွေ့ဘူးဆိုတာကအဖြေတွေကကွာလောကအတိအကျမရှိဘူးဖြစ်နေငါဘောင်က AC နေနေတာလားအဲ့တော့လည်းမဟုတ်ပြန်ဘူးဒါလုံးဝလူရဲ့စိတ်ကလုံးဝအခုမှကွာနောက်ပိုင်းအသက်နည်းနည်းရတာမှတိလာကွာသိလားမဟုတ်ငါဘောင်က AC နေနေတာလားမလို့ရောပတ်စံနေပါမလို့တော့ဘူးကွာသိလား family တွေဘာမှမမှန်ဖြစ်တော့ဘူးတဲ့ AC နေပြီးတော့ကွာပျော်တယ်လို့နေမှာလားပုံကြီးဝင်မှာလားအခုငါနေတယ်လို့ပေါ့အေးပေါ့ဘာပြောမလို့အခုကျွန်တော်လက်ရှိနေတဲ့ style life style အခု6လ9လလောက်တောက်လျှောက်ကမိသားစုနဲ့နေတယ်ချစ်သူနဲ့နေတယ်မောင်နှမတွေရှိတယ်အကုန်လုံးဒီဟာလေးပဲပေါ့တငယ်ချင်းတွေနဲ့လည်းလုံးဝမတွေ့တာနှစ်နဲ့ချီပြီသူနဲ့ဆိုလို့ရှိရင်လည်း6လကျော်9လမကတစ်နှစ်ကျော်မနော်တစ်နှစ်တစ်နှစ်ကျော်ပြီ
တနစ်ကြော်ပြီဘာလို့ဆိုတော့ဟုတ်တယ်ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာတွေ့သေးတယ်စက်တင်ဘာလောက်မှာတွေ့သေးတယ်ပြီးတော့တနစ်ကြော်ပြီပေါ့တနစ်ကြော်လောက်မတွေ့တဲ့တောက်လျှောက်မှာဆိုတော့တယောက်နဲ့တယောက်ကသူနဲ့ကျွန်တော်နဲ့အခုကဘယ်လိုဖြစ်နေလဲဆို relate လုပ်လို့ရတာတွားပြီးတော့ချိန်လို့ရတာကျွန်တော်ပြောင်းပြန်ဖြစ်ကျွန်တော်ကျတော့အခုကတခြားဟာတွေအရင်မပူပင်ဖြစ်ဆိုတာ career life ကလည်းဘာလုပ်ရမှန်းမသိဘူးsocial media live ကိုပြန်ဝင်တော့လေ TikTok နဲ့ YouTube နဲ့ပြန်စပြီးတော့ဖြည်းချင်းပြန်ဝင်နေတယ်ကိုတိတဲ့လူတွေကိုဖြည်းပြန်မိတ်ဆက်နေရပေါ့နော်ကျွန်တော်ဘသူပါဘယ်ကားရိုက်ဖူးလဲစကောဝိုင်းမှာဗာညာပေါ့အကုန်လုံးကျွန်တော်ရိုက်ဖူးတဲ့ဇလန်းတွေးတွေကအစလုပ်ဖူးတဲ့နုပညာတွေကအစပြန်ပြီးတော့ဟိုပြောနေရတယ်ပေါ့နော်အဲ့တော့ပြောင်းပြန်ဖြစ်တဲ့အခြေအနေမှာဘာလုပ်လို့ရလဲဆိုတော့ဟိုအလုပ်တစ်ခုရှော့ပေါ့စပူကြောက်အခုကတကယ်ချင်းသူကြတော့အလုပ်ကအရင်များတယ်အလုပ်ကအရင်များတယ်ဆိုတော့အဲ့ဒီထဲမှာ percentage short ပြီးတော့တကယ်တမ်းကိုယ့်ရဲ့ saving တွေတကယ် lifestyle changes ဖြစ်မဲ့ဟာ target ထားစီခြင်းတယ်ဘာလို့ဆိုကျွန်တော်အနေနဲ့ပြောတာဒီလားငါအနေနဲ့ပြောရကြအဲ့လိုမျိုးဖြစ်စီခြင်းတယ်ဘာလို့ဆိုအခုလက်ရှိငါဒီမှာဖြစ်နေရကြတော့ zero saving zero income zero saving zero income ဖြစ်နေတဲ့အချိန်မှာကျတော့ကျွန်တော်ကသူ့ကိုပြောချင်တာက तू ကလက်ရှိမှာ run နေပြီ तू က top of the level something right here ဒီမှာရောက်နေတယ်သူကဒီနေရာလောက်ရောက်နေချင်ကျွန်တော်ကဒီနေရာလောက်မှာရှိနေတယ်အဲ့တော့ဘာကွာနေလဲဆိုတော့ဘာကြောင့်ဒီနေရာလောက်နဲ့ဒီနေရာလောက်ကွာနေလဲဆိုတော့သူ့ income နဲ့သူ့ saving နဲ့ lifestyle နဲ့ changes တွေကသူကဘုံဆိုပြီးထိုးတက်သွားတာအဲ့အချိန်မှာအဲ့လိုကွာသွားတယ်ဒါကငယ်တင်ငယ်ချင်းနော်ငယ်တင်ငယ်ချင်းမှာလုံးဝဟိုးမူဂျိုတွေကငယ်တင်ငယ်ချင်းနေအဲ့ဒီမှာဘာလို့သူ့ကိုဆက်ပြီးတော့တွန်းအားပေးခြင်းလဲဆိုတော့ဆက်သွား go up keep going on ဘယ်အရာ on လုပ်ရမလဲဆိုတော့ famous ကိုနောက်မှ on လိုက် saving နဲ့ money နဲ့ကိုမြင်မြတ် on ဒီလားဒီက saving နဲ့မင်းစီမှာလုံလောက်တဲ့ငွေပမာဏရှိနေလုံလောက်တဲ့ saving ရှိနေရဆိုလို့ရှိရင်မင်းတစ်လုံးကျန်တဲ့ life တစ်ဝက်လုံးပေါ့နော်နောက်ထပ်နှစ်40ကျန်မယ်နှစ်50ကျန်မယ်နှစ်50ကျန်မယ်တောက်လျှောက်တစ်လုံးကို lifestyle ဝါသနာပါတဲ့ဟာနဲ့တွားလို့ရတယ်သူများတွေအသက်60မှာပြင်ဆင်ယူရဆိုလို့ရှိရင်မင်းအနေနဲ့အသက်40 38 40ထန်ကုန်မဲ့တွက်လိုက်အသက်40မှာအသက်40မှာပြင်ဆင်ယူလို့ရတယ်အသက်40မှာသူများဝန်ထမ်းလုပ်ဆရာမလို့တော့ဘူးကိုပိုင် business okay side business လေးတွေဟိုဘက် invest ဒါလေးပဲလုပ်ရုံပဲ management တွေတီးတန့်ကြီးဒါကြီးကို heavy focus တွေလုပ်ဆရာမလို့ board meeting လောက်တက်မယ်ဒီလောက်ပဲသွားဖို့လိုတော့မယ်ဒီမှာအဓိကအဲ့တော့ဟိုကြံတဲ့လုံးဝ passionate ဖြစ်တယ်တကယ်လုံးဝဝါသနာရင်းခံပါဒီ YouTube တွေဒီ live streaming တွေ podcast တွေဒါတွေသွားတဲ့အရာကိုကြတော့နောက်10နှစ်လောက် experience ထပ်တက်လာအောင်ပါပြောစရာရှိတယ်ပြောစရာနောက်ထပ်10နှစ်စာထပ်တက်လာအောင်ပါမင်း retire okay now I'm retire now လုံးဝပြင်ဆင်ယူလိုက်ပြီဆိုတဲ့အချိန်လေးကြာရော10နှစ်စာပြောစ10နှစ်စာကိုနောက်နှစ်20ပြောမလားနောက်ထပ်10နှစ်ထပ်ပြောမလားဒါ depend on you ဘယ်လို lifestyle ထပ်သွားမလဲပြီးသွားရင် mindset တွေချင်းအောင်ပါအဓိကကတော့လောလောဆယ်ဆိုရယ် decade တစ်ခုမှာ mindset တစ်ခါချင်းတယ်နောက် decade တစ်ခုမှာ mindset တစ်ခါချင်းဒါပေမဲ့အဲ့ chain နဲ့ mindset ကတစ်နှစ်တစ်ခါ chain နဲ့ mindset နဲ့မတူဘူးပြန်တစ်နှစ်တစ်ခါ chain နဲ့ mindset ကျတော့တိတိလေးတွေ chain တာ small changes လေး10နှစ် decade တစ်ခုကို chain နဲ့ mindset ကကျတော့တေချာတော့အကြီးဖြစ်သွားပြီ maybe ကွာမင်္ဂလာဆောင်ပြီးမယ် maybe မင်းကလေးတွေပါရမယ်နောက်10နှစ်မှာမင်းကလေးရရင်လည်းရမယ်မင်္ဂလာလေးဆောင်ပြီးနေလောက်မယ်အဲ့ခါကျရင်ဘာပြောင်းသွားပြီလဲဆိုတော့ကိုတင်ပြတဲ့ YouTube တွေ podcast တွေမှာလာမဲ့ video ပုံစံတွေကွာသွားပြီsingle life မဟုတ်တော့ family life နဲ့ပုံစံမျိုးတွေ changes ဖြစ်သွားမယ်ဒါကြတော့ဒါကကိုယ့်ရဲ့ဝါသနာနဲ့ saving နဲ့နှစ်ခုခွဲထားလိုက်ရင် saving က the most important at the end of the day ရက်တည်းရဲ့နောက်ဆုံးအချိန်တစ်ခုရဲ့နောက်ဆုံးမှာကိုယ့်ဘဏ်အကောင့်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဟုတ်ပြီတထေးလို့သုံးစရာမလို okay ထားလိုက်ရတယ်ကားစီးရှိမယ် internet ရှိမယ်နောက်ထပ်10နှစ်20အတွက်ကိုပူစရာမလိုအောင်နေတိုင်းပုံမှန်စားပုံမှန်တောက်တတိလိုမျိုး fine dining သွားစားကြရပုံစံမျိုးမဟုတ်ဘူးဒါပေမဲ့ကိုယ်နေကြဒီပုံစံတိုင်းအခုလက်ရှိသွားနေကြ lifestyle နဲ့သွားနေမယ်ဆိုရင်ပြီးသွားပြီလေဟုတ်တယ်မလားအဲ့တော့အကြီးကြီးဆုံး saving ကမင်း saving ကမင်းရဲ့နောက်ထပ်လက်ရှိကြံမဲ့20 30ကို cover လုပ်နိုင်မလားဒီကြံတဲ့ YouTube တွေ podcast တွေဝင်နေဝင်ငွေကိုထားလိုက်အောင်ဒါကဟိုဘယ်ပြောမလဲဟိုပင်လယ်ကြီးထဲမှာငါးများနေရသလိုပဲဒီလောက်ကဒီမှာအခုလူတိုင်းလုံနေရအခုဒိုပေါက်တို့ဘာလို့ဆိုတော့မဟာတာလုံသေးတယ်စိုက်ကားသမားကဟိုဘယ်လိုစိုက်ကားနေရမလဲပြတယ်ဟုတ်တယ်မလားအဲ့ဗီဒီယိုတွေ့တယ်စိုက်ကားသားဘယ်လိုစိုက်ကားနေရမလဲပြတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဟိုဘယ်လိုပြောမလဲအုံဒီခူးတဲ့လူကအုံဒီတက်ခူးလို့ရှိရင်ဘယ်လိုခူးရမလဲဘယ်လိုခွဲရမလဲဆိုပြီးတော့ဟို vlogger တွေလုံနေကြရပါ
ပြီးတော့ကစုံရက်တွေကစုံရက်ကိုဘယ်လိုခူးပြီးဘယ်စည်းနဲ့ရောင်းနေဆိုရပုံစံမျိုးတွေဘလော့ဂါတွေအများနေတဲ့ခေတ်ထဲမှာဒိုပေါက်တို့ရိုက်တာဒိုပေါက်ရတာတွေ့တယ်အဲ့တော့ the main thing က you need saving money make everything ဟုတ်တယ်တခြားဟာတွေဒါပေမဲ့အဲ့လိုပြောရင်ကျွန်တော်တို့ကတရားမကျရတဲ့လူတို့ဖြစ်သွားမှာဟုတ်အဓိကအဲ့ဒါတစ်ချက်ကွာအဲ့ဒါကတော့ဒါကျွန်တော်တို့ career အကြောင်းနဲ့ပြောနေလို့ကွာငါနောက်တစ်ခုထောက်ပြောချင်တာကကြတော့ okay money makes everything ပြီးတော့အခုလောလောဆယ်ကွာဘယ်လိုပြောမလဲအခုဒီ career ကြီးကလုံးဝထောင်တက်နေတဲ့အချိန်မှာလောဘအရင်ပြင်းနေတာတဲ့ပုံမှန်ထက်ကိုအများကြီးလိုချင်နေတာကွာပုံမှန်ထက်ကိုပို့ပြီးတော့လိုချင်တယ်ဘာလို့ဆိုလုံနိုင်မှန်းလည်းသိတယ်ဟာ YouTube လည်းလုံနိုင်တယ်တင်နိုင်တယ်ဘယ်လိုပြောမလဲတခြားအလုပ်တွေလည်းလုံနိုင်တယ်တဲ့မလားအဲ့ဒီအချိန်မှာလောဘရယ်ပြီးတော့နောက်တစ်ခုကကြတော့ငါတို့ရဲ့ society right ဒါ this is something that I've been always wanting to like, you know share with the rest ဟောဆို okay ငါတို့ကကြတော့ကွာဟိုးအောက်ကနေလာအောက်ခြေကနေလာခုချိန်ကျမှလာအဲ့လိုဘယ်လိုပြောရမလဲခုချိန်ကျမှတော့မဟုတ်ပါဘူးထားပါအောင်6တန်းလောက်ကနေစပြီးတော့စင်ကူမှာကျောင်းတက်ခွင့်ရှိတယ်သူကလည်းသူတက်လာကွာဖြည်းဖြည်းတက်လာပြီးတော့ income level တက်လာတယ် educational level တက်လာတယ်အဲ့လိုမျိုးတက်လာတယ်ဒါပေမဲ့ငါပြောချင်တာကကြတော့အဲ့လို like right now I don't need fine dining သိရမလားစားစရာမလိုတော့ဘူးကွာဒါပေမဲ့ငါရဲ့ community ကွာငါရဲ့ society ဒီလိုလို့ငါစင်ကာပူမှာလာအဲ့လိုကြီးပြင်းရမယ်ဟိုလောက်ရမယ်ဆိုရင် but then I need to I can't leave that သိရမလားသူတို့တွေနဲ့လည်းဘယ်လိုပြောရမလဲသူတို့တွေကိုပါလုံးဝမဟုတ်ကွာထားခဲ့ဖြတ်ခဲ့ရမှာတဲ့ဖြတ်မေးလိုက်မယ်ကွာဖြတ်မေးလိုက်မယ်ဆိုတော့ your dream မင်းအိမ်မကပါလေအေးပေါ့ငါသိချင်တာနောက်ဆုံးအချိန်ထိမင်းနေခြင်းတဲ့ life စနောက်ဆုံးမင်းထွက်သက်ထိမင်းနောက်ဆုံး OB နာပြီး TV ဆွဲအချိန်မှာမင်းနေခြင်းတဲ့ lifestyle ကဘာလဲဆိုတာတွေးလိုက်လို့ရှိရင်လက်ရှိလုံနေတဲ့ဟာကြီးတော်တော်များများမှာတချို့ဟာလေးတွေကိုမင်းခြံထားခဲ့လိမ့်မယ်ဒါပေမဲ့လောလောဆယ်ကအေးပေါ့လှုပ်ချင်တာတော့တည်တယ်ကွာတလား but I will lose a lot of things in the process dude I lost a lot man I will lose a lot ကျွန်တော်အများကြီးပေးဆက်ခဲ့ကျွန်တော်အများကြီးကျွန်တော်ဆုံးရှုံးပြီးသွားပြီတငယ်ချင်းတွေမိတ်ဆွေတွေလူကောင်းတွေပြီးသွားတယ်အဓိကလူကောင်းတွေအဲ့ဒါတွေကြောက်နေတန်ဖိုးတွေဒီလူတွေရဲ့တန်ဖိုးတစ်ခုတွေဒါပေမဲ့နောက်ဆုံးမှာအယိုးပြပုံဖြစ်မဲ့ကျွန်တော်တို့လူတွေအကုန်လုံးကျွန်တော်တို့အယိုးပြပုံဖြစ်မဲ့လူတွေအကုန်လုံးမှာ the main thing ကဘာလဲနောက်ဆုံးက you want a happy family happy life but you have to make a sacrifice လေဟုတ်တယ်အဲ့ဒါမလုပ်နိုင်ဘူး decision မချနိုင်ဘူး sacrifice လုပ်အောင်မယ် no sacrifice no victory ဆိုတာရှိတယ်အဓိကဘာဆိုမင်းမစွန့်စားရင်မင်းဘာမှမဖြစ်ဘူးအဲ့တော့ငါတို့မှာအဓိကရွေးချယ်စရာ you only have stress when you have unmade decision အဲ့ဒါလေဟို podcast သူများနိုင်ငံကျော် podcast တွေကပြောတဲ့စကားလုံးပဲအဲ့ဒါငါဟာကွာအလုံးဝ stress ဖြစ်နေတာကြတော့ငါ unmade decision တွေကွာငါတို့အရင်များနေတာဆုံးရှုံးခံနိုင်လားဒီဘယ်လိုပြောမလဲတခုရှိတာဆုံးရှုံးခံနိုင်တဲ့ပုံမှာလေငါပြောတာကွာဟိုမျိုးစုံရှိသေးတယ်လေ best friend လား best friend ဘယ်နှစ်ယောက်ရှိမလဲ best friend လားဒါမှမဟုတ်လို့ရှိရင် business partner လား I think more like network and community ငါတော့က network and community solution you can reduce it they will understand at the end of the day they will understand next 10 year imagine next 10 year now 10နှစ်ကိုပဲတွက်လိုက်သူတို့နားကိုနားလိမ့်မှာဘာဖြစ်လို့နားလိမ့်မလဲဆိုတော့ဟုတ်ပြီဒီလူတယောက်ဘာဖြစ်လို့ငါတို့နဲ့အဆက်အသွယ်မလုပ်လိုက်ပြီဖြစ်တော့ငါဆိုအခုအဆက်အသွယ်ဖြစ်ထားတဲ့လူတွေနေတာမဟုတ်ဘာဖြစ်လို့အဆက်အသွယ်ဖြစ်ထားလဲဆိုတော့ I mean ပြော not I have nothing to say I have nothing to say like hi hello မင်္ဂလာပါနှုတ်ဆက်တာလွဲပြီးတော့ကျွန်တော်တို့ဘာမှမပြောနိုင်ကျွန်တော်လည်းဘာမှမပြောနိုင်ဆိုတော့အကောင့်လက်ခံပေးပါမယ် Okay လက်ခံပေးပါမယ်ဆိုတော့အဓိကပြောချင်တာကွာဟိုငါမပြောစရာဘာမှမရှိဘူးငါတို့ငါဘယ်လိုပြောရမလဲငါမှစဉ်းစားလို့မရအောင်မင်းထားခဲ့ရမယ့်လူတွေဖြုတ်ချန်တာကမင်း live တစ်ခုမှာ decade တစ်ခုကို change လုပ်ပြီဆိုလို့ရှိရင်မင်းထန်ကခြံထားခဲ့ရမယ်10နှစ်ကနေနောက်10နှစ်တော့ကိုမင်း live အတွက် target plan ထားပြီဆိုလို့ရှိရင်မင်းဘယ်သူနဲ့သွားမှာလဲဘယ်ဟာအဓိကသွားမှာလဲဆိုတာရှိရလေရမလားဟုတ်ပြီမင်းချစ်သူကမင်းဟုတ်ပြီအခုလက်ရှိမင်းချစ်သူနဲ့မင်းအပြီးပိုင်မင်းယူမယ်ဒါလုံးဝမင်းမအိမ်မက်ရှိရ
you propose her something like that အဲ့လိုမျိုးကွာဟိုအိမ်အောင်ပြုတ်မယ်သူတယောက်ပဲသူနဲ့ပဲအိမ်အောင်ပြုတ်ရမယ်လို့ရွေချက်ထားပြီးပြီဆိုလို့ရှိရင်ဒီအတွက်ကိုက target တစ်ခုသွားရတော့မယ်နောက်တစ်ခုကမင်းရဲ့ happiness အပျော်ဆုံးကျွန်တော်တို့ရဲ့အပျော်ဆုံးကျွန်တော်တို့ရဲ့အလိုချင်ဆုံးကျွန်တော်တို့အလုပ်ချင်ဆုံးဝါသနာတစ်ခုရဲ့ဟာကိုတွဲသွားရတော့မယ်အဲ့ဒီဝါသနာနဲ့ဒီကိုနဲ့ partner ဖြစ်မယ်နှစ်ပေါင်း30ဖြစ်မယ်40ဖြစ်မယ်ကျန်တဲ့ life အကုန်လုံးမှာ partner ဖြစ်တဲ့ဟာနဲ့ကျွန်တော်တို့ဝါသနာပါတဲ့ဟာနဲ့ကတူအောင်မယ်မတူရင်လည်းတိုင်းပါမှာအန်ကိုက်ဖြစ်ရမှာလားဒါမှမဟုတ်လို့ရှိရင်ကို partner ကကိုတကယ်နိုင်ရင်တော်တော်ဆိုးမှာကို partner ကကိုရဲ့ဝါသနာကိုလက်ခံပေးနိုင်အောင်လက်ခံပေးနိုင်မှာ lifestyle ရောဝါသနာ comes with like lifestyle အဲ့တော့ဒီလူတစ်ယောက်က cycle crazy cycle အရန် crazy ဖြစ်တယ် motorbike crazy motorbike team တွေဝင် motorbike ကိုအရန်ဝါသနာပါလူတစ်ယောက်ကနောက်ဆုံး motorbike နဲ့ပတ်သက်ပြီးတော့သူကအရန် crazy ဖြစ်တဲ့လူတစ်ယောက်ကိုအဲ့ဒီလူနဲ့ partner ဖြစ်မဲ့သူကလက်ခံပေးနိုင်အောင်မလားတကယ်တမ်းဟုတ်ပြီငါဒါဝါသနာပါတယ်ဒီဟာမောင်းရင်တစ်ခါလေလေအခက်မသိတည်နိုင်တယ်ဟုတ်တယ်မလား powerful motorbike တွေဆိုဥပမာပြောတာကွာ powerful motorbike တွေဆိုလို့ရှိရင်တည်နိုင်တယ်အနေများတယ်ဒီအနေများတဲ့ခရီးကိုငါနဲ့အတူတူ like we gonna fight like partner in crime ဒီလား partner in crime အဲ့လိုပုံစံမျိုးလိုက်နိုင်အောင်မလားအဲ့ဒါတစ်ချက်တွေးရပြီးနောက်တစ်ခုကဘာလဲဆိုတော့ဟုတ်ပြီငါဒီလူနဲ့ယူမယ်ဒီလူနဲ့တကယ်တမ်းကြိုက်တယ်ဒီလူနဲ့တကယ်တမ်းလက်ထပ်မယ်ငါရဲ့ passion ငါရဲ့ဝါသနာလေးဒီအရာဒါပေမဲ့ဒီနှစ်ခုလုံးပေါင်းပြီးတော့ငါရဲ့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဟိုဝင်ငွေရရော yeah အဲ့ဒီမှာစကားပြောမှာစတုထအချက်ဖြစ်သွားပြီနံပါတ်4အချက်ဖြစ်သွားပြီနံပါတ်4အချက်မှာကျတော့ဟုတ်ပြီဒါကျွန်တော်တို့ပေါ့နော်ဒါငါတို့ရဲ့နှစ်ယောက်ရဲ့ partner ချစ်သူရည်စားလက်ထပ်မယ်လို့ရည်ရထားတဲ့အိမ်အောင်ဘက်ကငါတို့ဝါသနာပါတဲ့အလုပ်နဲ့လည်းကိုက်ညီသွားပြီအကုန်လုံးဆင်ပြီးသွားပြီဒါပေမဲ့ဒီနှစ်ယောက်လုံးဒီပထမ2ယောက်လုံးရဲ့ရှင်တန်မှု3ယောက်လုံးဖြစ်မယ်နောက်ထပ်4ယောက်5ယောက်6ယောက်ဖြစ်မယ်အဲ့ရှင်တန်မဲ့လူတွေအကုန်လုံးကဒီဝင်လာမဲ့ဝင်ငွေ yes ဝင်လာမဲ့ဝင်ငွေနဲ့အန်ကိုက်ဖြစ်မယ်အဲ့ကြောင့်မင်းကပြောတာအဲ့ကြောင့်မင်းက midlife crisis ကအဲ့ဒါပါအဲ့ midlife crisis ဆိုတာအခုကျွန်တော်ပြောနေ midlife crisis 30ပတ်လေမှာဖြစ်နေတဲ့ midlife crisis ဆိုတာဒါပဲ30နဲ့40ကြားမှာလေဒါတွေဖြစ်တယ်အဲ့တော့မင်းစင်တာအဲ့ကြောင့်မင်းကပထမကပြောလာတယ်လို့ပဲပြီးနောက်ဆုံးပါပေါ့နော်family so like parents okay မိဘတွေသူတို့မိဘကိုရီမိဘ yeah when they grow older သူတို့ကြီးလာပြီဆိုရင် like ဖြားတာ owner နာတာမယ်ဟာတွေကမင်းအဲ့ဒါတွေကို take care လုပ်နိုင်မလားအဲ့လည်းရှိသေးတယ် so you ငါဘယ်လိုထင်တာငါထင်တာတော့ကွာ like you have to be selfish in a good way like yeah you can in some way ဘယ်လိုပြောရမလဲမင်းကောင်းတဲ့ဘက်ကကြည့်ကျင်နေရတယ်မကောင်းတဲ့ဘက်ကကြည့်ကျင်နေရတယ် but one way or another ဘယ်လိုပြောရမလဲမင်းပျော်ဖို့အတွက်ဆိုမင်း you have to be selfish like ဘယ်လိုပြောရမလဲအခုလောလောဆယ်ကွာငါဖြစ်ချင်တဲ့အရာနော်ပြောပြမယ်နော်ဖြစ်ချင်တဲ့အရာဆိုရင် like I like people who cycle from like ထားပါမြန်မာပြည်ကနေပြီးတော့ Europe ထိဆိုင်သွားတယ်ကွာတလားလမ်းလျှောက်သွားတဲ့ကောင်တွေကွာတလားအဲ့လိုမျိုးကောင်တွေဗီဒီယိုတွေကြည့်လို့ရှိရင် like I ဆောင်ရအားကြတယ်ကွာလုံလဲလုံချင်တယ် but can I no ငါအဲ့လိုမျိုးသွားလိုက်လို့ရှိရင် I can't support my family တဲ့မလားထားပါအောင် your wife ထားပါအောင် wife မရှိဘူးဘာဒါမဲ့ wife like girlfriend မိသားစုမိဘရှိမယ်ကွာမိမရှိမယ်မေဖေတခုဖြစ်သွားလို့ရှိရင် like what you gonna do ဘာလုပ်တော့မှာတဲ့မလားအဲ့ဒါတွေအများနဲ့တွေးနေတကယ်တမ်းအဲ့ဒါမျိုးတွေစဉ်းစားစရာမလိုဘူးဆိုရင်ငါဒိုး let's go လမ်းလျှောက်သွားချမ်းမရနေပြီးတော့ security လမ်းလျှောက်အဲ့လိုမျိုးတွေကွာလုပ်ချင်တာတော့မင်းခုနမေးသွားတာမလုပ်ချင်တာလေ that's what I want to do but ပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင် is it really what you want to do yeah nothing else I don't care မလုပ်ချင်တော့ yeah ကျွန်တော်မင်းစိတ်ဝင်စားဟုတ်ပြီ I want to tell stories of course တဲ့မှာ for me ငါကြတော့ငါကြီးပြင်းလာတဲ့ဘဝတစ်ခုလုံးမှာဒါမှမဟုတ်လို့ရှိရင်ဆက်လျှောက်သွားမဲ့ဘဝတစ်ခုလုံးမှာငါဘာလုပ်ချင်ဆုံးလဲဆိုတော့ငါအမေနဲ့အဖေနဲ့ငါအနေချင်ဆုံးပဲငါညီမသူအိမ်အောင်ကြမယ်ငါညီမသူကသူနေမယ်သူကသူကျန်တာစိတ်ဝင်စားကွာဒါပေမဲ့ငါပဲသွားငါဘာလုပ်ငါဖေနေမေးကျမ်းမာနေတယ်လေ့ကျင့်ခန်းလုံးနိုင်တယ်စီးကြိုသွေးတိုးနှလုံးဘာယောဂမှမရှိဘူးဟုတ်ပြီအဓိကအဲ့ဒီယောဂတွေအရေးကြီးတာအဲ့ဒါဒီအိမ်တစ်ခုမှာယောဂဘာမှမရှိဘူးဘာပြဿနာမှမရှိဘူးလေ့ကျင့်ခန်းလုံးနိုင်တယ်ခရီးသွားနိုင်နေတဲ့အချိန်မှာမိသားစုတွေကိုမိဘခရီးသွားသူတို့နဲ့အတူတူနေချင်တာသူတို့ရဲ့နောက်ဆုံးခရီးစဉ်အထီးကို
အတူတူဘေးနားမှာပဲနောက်ဆုံးခရီးသွားနေရင်လည်းလင်းပေါ်မှာဖြစ်တခုခုဖြစ် anything can happen အဲ့တခုခုမှာဘာလုပ်လို့ရလဲငါအနားမှာရှိနေတယ်ဆိုတော့ငါလူချင်တာငါနားမှာဘာမှမရှိနေပါစေငါနားမှာငါစီမှာငါပတ်ဆက်မရှိနေပါစေပတ်ဆက်မရှိရင်ခီးတော့လို့မရအောင်ထားပါတော့ပတ်ဆက်မရှိနေပါစေဆိုတော့ဒိတ်ပဲတော့မရှိဘူးเนาะ it's nonsense ပေါ့နော်ပြောချင်တာဒီအဲ့တော့ဒါပေမဲ့တစ်ခါလေပြန်စဉ်းစားကြည့်လို့ရှိရင်လည်း like oh you know I love my parents အဖေနဲ့မေကိုချစ်တယ်သူတို့တွေအတွက်ကိုလည်းဒီမှာကောင်းကောင်းစားစေချင်တယ်ကောင်းကောင်းမှဖြစ်ချင်တယ် in order to do that I cannot be walking from တဲ့မှာလမ်းလျှောက်နေလို့မရဘူးကွာမှန်တယ်ဟောဆိုတော့ငါတို့ကကွာ okay ဘယ်လိုပြောရမလဲပတ်စံဘယ်လောက်ပဲရကွာတလားထားပါအောင်ငါတို့ကအဲ့လိုဘယ်လိုပြောရမလဲအခြေခံဟွာမိသားစုကနေတက်လာတဲ့အတွက်ကြောင့်မလို့ကွာ cause I'm not at the level where I'm like multi-millionaire တဲ့မှာတန်းကျတဲ့တေးမဖြစ်နေဘူးကွာပြီးတော့အသက်ကလည်းငယ်လေးရပါတယ် usually people hit around like 35 45အဲ့ချိန်လောက်မှာကွာလုံးဝ business တွေရောဟွာရောအဲ့ချိန်ကျမှ maybe this conversation this podcast ဒီ podcast ကပြန်ပြီးတော့နားထောင်လို့ပြန်ကောင်းမှာတလားဝင်လာမယ်အခုလောလောဆယ်ကကျွန်တော်ကဖြစ်ချင်တာတွေဒါများနေတာဒါပေမဲ့လုံးလို့လည်းမရသေးဘူးသိရမလားငါတို့ဝင်တယ်စာလုံးမှာ9000 6000 1000ဝင်တယ်ဒါပေမဲ့လည်းအဲ့လိုလမ်းလျှောက်ရလောက်ထိမဟုတ်ဘူးကွာတလားမင်းဘာမှကို view မဆိုင်တော့ဘဲနဲ့လမ်းလျှောက်ရထိတော့ဘာလို့ဆိုတော့ honestly ငါဘာမှမမှတ်ဘူး I don't care about anything ကင်မရာလည်းမမှတ်ဖုန်းလည်းမမှတ်ဘာမှမမှတ်အခုကလုံနေတဲ့အတွက်ဒါတွေဝယ်ထားရဆိုတာလည်း hobby အနေနဲ့ပဲတဲ့မှာ YouTube မှာတင်ကျင်တို့ဟိုလိုမျိုးပတ်စံလည်းရနေတာ哦အဲ့တော့အဲ့လောက်ပဲကွာတလားတကယ်တမ်းပြောရရင် I want to tell more stories တဲ့မှာလမ်းမှာသွားနေနေဘာလို့လူတွေအများကြီးတွေ့မှာကွာငါအဓိကအဲ့လိုပြောရလေ तू လှုပ်ချင်တဲ့အရာမှာကိုအဲ့ကြောင့်နောက်ဆုံးအိမ်မက်ပေါ့နော်နောက်ဆုံးအိမ်မက်ဆိုတော့နောက်ဆုံးမှာမင်းဘာဖြစ်ချင်လဲနောက်ဆုံးမှာမင်းဘယ်လိုနေချင်လဲအဲ့ဒါကြောင့် saving ပတ်စံစုပါရှာနိုင်တဲ့အချိန်မှာစုပါလုံနိုင်တဲ့အချိန်မှာစုပါအသက်40ကျော်အသက်50အရွယ်မှာကိုယ်ဘယ်သူမှအလုံးမခန့်တော့ဘူးနော်မင်းနောက်ဆုံးအခုဒီ IDK AI တွေဘာလာပြီနောက်ဆုံးစက်ရုပ်တွေပါလာတော့မှာစက်ရုပ်တွေပဲလောက်နောက်ဆုံးစက်ရုပ်တွေလာတော့မဲ့အချိန်ကျရင်မင်းဘယ်လောက်ပဲတော်နေပါစီအောင်လူကတော့သုံးနေရမှာဒါပေမဲ့ခန့်အောင်မလား we don't know we know nothing about it I mean so အဲ့ကြောင့်ငါတို့အခုလက်ရှိမှာဘာလုပ်နိုင်လဲဆိုနောက်10နှစ်ကိုပတ်စံစုမယ်ပတ်စံရှာမယ်ပတ်စံစုဒါပေမဲ့မင်းရဲ့လက်ရှိ saving မင်းရဲ့အဲ့ saving က million လား10 million လား20 million လားအဲ့လိုဖြစ်နေရင်မင်းလမ်းလျှောက်ရုံမကောက်လို့မင်းလမ်းလျှောက်တာကိုနောက်ကနေတွန်းလဲနဲ့မိဘတွေခေါ်သွားနောက်ဆုံးမင်းရဲ့မိန်းမတွေကလေးတွေပါဘလုံး wheelchair တွေနဲ့ခေါ်သွားလို့ရလိုက်ချင်ဦးမှာဆိုတော့မဟုတ်လိုက်ချင်အဲ့ဒါပြောရလေအဲ့ကြောင့်ခုနပြောမှာပါသွားရလေဟုတ်တယ်မင်းလှုပ်ချင်တဲ့ lifestyle တွေမှာမင်း partner ပါအောင်မလားသူလှုပ်ချင်တာရှိသေးရလေဟုတ်တယ်မလားငါတို့လှုပ်ချင်တာသူ life ပဲသူလည်းသူ life ရှိတယ်လူတိုင်းမှာကို life ပဲအဲ့တော့ကိုရွေးချင်မဲ့အမျိုးသမီးကိုရွေးချင်မဲ့အမျိုးသားကကိုလှုပ်ချင်တဲ့အလုပ်တစ်ခုကို तू ကစိတ်ဝင်စားအောင်မလားဝါသနာပါအောင်မလားတွန်းအားတစ်ခုဖြစ်စီမလားဒါမှမဟုတ်လို့ရှိရင် तू ကိုနိုင်ကိုကcriminal in partner in crime ဆိုတာဘယ်လိုလဲဆိုတော့တေတူရှင်မကွဲမင်းဒါလို့ငါလိုက်လို့မယ်ငါဒါလို့ရင်လည်းမင်းလိုက်လို့မယ် तू ဒါလို့တယ်ဆိုလဲကိုကလိုက်လို့မယ်ဆိုတဲ့ mindset ကိုဒီမှာရှိအောင်မှာထားပါတော့ကိုက YouTube နဲ့ပတ်သက်ပြီးဝါသနာပါတယ်ကိုကလမ်းလျှောက်မယ်ကဘာပတ်ပြီးတော့တပူပြောလို့လမ်းလျှောက်မယ်ကဘာပတ်ပြီးလမ်းလျှောက်မယ်ဆိုဟုတ်ပြီမင်းချစ်သူမင်းဇနီးမယားဖြစ်လာမယ့်လူကမင်းလိုပဲလိုက်ပြီးလမ်းလျှောက်ချင်အောင်မလားဒါမှမဟုတ် तू အိတ်လိုက်စားလိုက်ပီဇာလေးစားလိုက်ရုပ်ရှင်လေးကြည့်လိုက် Netflix လေးနဲ့ तू က तू ရှိတဲ့ပတ်စံလေးရှိတဲ့သူ့ရဲ့နောက်တဲ့ retirement ဘဝလေးကို तू ဖြတ်တန်းအောင်မလားဆိုတာလိုသေးရဲ့လေဟုတ်တယ်မလား like ironic ပေါ့တလားလူတွေကရှားတာမလိုတာမရဘူးဟုတ်လားငါတို့ငါ like I can say this တချို့တွေဆိုလို့ပြောရမယ်ငါအခုပြောရတဲ့ဟာတွေကလုံးဝဆဲကျင်စရာလေးဒီကောင်က live ကတော့ကောင်းတယ်စင်ကာပူမှာ AC နေအလုပ်လေးကလည်းကောင်းနေတဲ့ဟာကိုဘာ complain ကလာတက်နေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ကွာပြောပိုင်ခွင့်ရှိတယ်သူတို့စီမှာလုံးဝ 100% that's like for them is right သူတို့အတွက်အခုကျွန်တော်ပြောစိတ်ထဲမှာကြတော့အဲ့လိုမျိုးမဟုတ်ဘူးကွာတလားနည်းနည်းကြောက်နေမင်္ဂလာပါနှစ်သားလေးတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာဟိုဟာလေးတင်းလုံးလေးပေးလိုက်နော်တင်းလုံးလေးတွေပေးနှင်းစီပွင့်လေးလည်းပေးလို့ရအဲ့ဒါပြောရင်းနဲ့ဘာလို့သွားတတိရလဲဆိုတော့ဟုတ်ပြီဇဘူကသူ့ရဲ့ life သူ့ရဲ့ lifestyle သူ့ရဲ့ဘဝကတော့စင်ကူမှာ4500 6000 9000 1000စင်ကူငွေ1000လောက်ထိသူရတဲ့ lifestyle မှာသူနေနေတဲ့အချိန်မှာကျွန်တော်ကဒီမှာတပြားမှဝင်မရှိဘဲနေနေတဲ့ life ဒါကျွန်တော် life နော်ကျွန်တော် life ကိုအခုပြောမယ်
အဲ့တော့အဲ့ဒါကို compare လုပ်ကြည့်ရင်မင်းဂျားထဲမှာအများကြီးကွက်လက်ဖြစ်စရာဖြစ်သွားပြီအခုကျွန်တော်ကြတော့အခုကျွန်တော်ကြတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဝင်ငွေရှိလားဆိုမရှိဘူးရှိတဲ့ saving တွေကကုန်လူနီးပါးတွေမဟုတ်ကုန်တောင်ကုန်နေပြီပြောရမှာဆိုအဲ့လိုဆိုတော့ကျွန်တော်ရှေ့ဆက်ပြီးကျွန်တော်ဘာဆက်လုပ်ရမလဲဆိုကျွန်တော်မှာဘာဖြစ်သွားလဲဆိုတော့ career life ယူရင်မယူရင်သူများအလုပ်ဝင်နှန်းဝင်လုံးလို့မလုပ်လို့ရှိရင်တခုခုကျွန်တော်ရွေးချယ်ရတော့မယ်ပို့ပြီးတော့ဂျင်းနဲ့ဂျက်တွေရောက်နေတဲ့အချိန်အဲ့တော့ကျွန်တော်အနေနဲ့သူ့ကိုပြောမယ်ဆိုရင် keep on going what are you doing မင်းလုံးနေတဲ့အရာတခုမင်းဆက်သွားမရက်ပလိုက်နဲ့ဘာလို့လဲဆိုတော့မင်း saving နဲ့မင်းရဲ့ lifestyle လေးက it's something here ဒီမှာရောက်နေပြီဒီ level တခုကို तू ကရောက်နေပြီအဲ့ကျွန်တော်အနေနဲ့ဆိုရင်ဒီနေရာတခုပဲရှိသေးတယ်သူစီကိုမှီဖို့အတွက်မှာကျွန်တော်မှာ legal credit တွေအများကြီးတက်အောင်အဲ့ legal credit တွေကဘာ legal credit လဲဆိုတော့ saving ကျွန်တော်မှာ zero saving အဲ့တော့ခုနပြောလို့ပဲထပ်ပြောတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးထပ်ပြောတဲ့ခါကျရင်လူတယောက်ကအရေးကြီးဆုံးကဘာလဲလို့မေးတဲ့ခါကျရင်ကိုလှုပ်ရှင်တဲ့အရာတခုမမောလားမေးဘာမှမမဟုတ်နော်ကျအုံနဲ့ထမင်းနဲ့ပဲဟင်းနဲ့စားကျွန်တော်လူတွေအကုန်လုံးလည်းသိတယ်ဒီမှာကျွန်တော် live link နဲ့လည်း3ပတ်လောက်ရှိတော့မယ်တော်တော်များသိကျွန်တော်ဘာနဲ့စားကျအုံပြုံးနဲ့စားလဲရတယ်ငပိချက်နဲ့စားလဲရတယ်ပဲဟင်းနဲ့ဘာနဲ့စားနောက်ဆုံးဟိုအသားမစားရင်လည်းနေပါစေနေလို့ရတယ်ကျွန်တော် lifestyle ကျွန်တော် AC I don't care ဒါပေမဲ့ I don't care တယ်ကွာဒါနောက်ပိုင်းကျတော့ငါဘာဖြစ်လာလဲဆိုတော့လေဒါပေမဲ့ I don't care ဆိုတာထက်မလို့တကယ်ကိုမစားကြတော့like so I'll go to like different restaurant တင်ပါသွားတယ်ရောက်သွားတယ်အရှိရောက်လာတယ် like မသိဘူးကွာဘာမှမသိ feeling မလာဘူးတဲ့ဘာမှမပြောချင်တာဒေါ်လာရာကြာချီပေးရပါဘာမှမဟုတ်ဘူးကွာကိုတို့ဘာလေးသတိရလဲဆိုတော့လုံးဝအဲ့လိုကိုတို့ဘာတွေငါသတိရလဲဆိုတော့ဟိုဟာအဲ့လိုဘုန်းကြီးเจ้าကထမင်းတို့တဲ့လားငယ်တုန်းကလုံးဝချားခုပဲကိုဖြစ်သလိုစားခဲ့ရတာတွေအဲ့လိုမျိုးလေးတွေအရန်သတိရတယ်အမေလှုပ်ပေးတဲ့တဲ့လားလက်ဖက်ထမင်းလေးကြက်ဥလေးနဲ့ပါတိတိလေးပါတဲ့လားအဲ့လိုမျိုးလေးအရန်သတိရရှော့ပဲရှော့တော့လားမသိဘူးငယ်ဘောသတိရဟိုငါပြောမဟုတ်ငယ်မဟုတ်မဆိုင်ဟိုကပြောတာပါရှော့တော့ငါကြောက်လေတခါလေးကျရင် McDonald တို့ KFC တို့တောင်းတာအဲ့လိုမျိုးငါအဲ့လိုမျိုးမတောင်းတာကွာတဲ့လားဟုတ်အဲ့ကြောင့်ပြလေအခုမင်းနဲ့ငါနဲ့ဒီ topic ကြီးကကောင်းတယ်ဘာလို့လဲဆိုတော့မဟုတ်ပါဘူးဟိုရောက်ဒီရောက်တာဖြစ်နေဒါပေမဲ့ဒါကကျွန်တော်တို့ရဲ့ခံစားချက်တွေဗျာဒီဇက်တိုက်အစအဆုံးလေးနားထောင်ပြီးပို့ပြီးတော့အတိတ်ပဲရှိတယ်အဓိကပြောချင်တာကဟိုဝေခွဲမြတ်မြေပဲမှာပေါ့နော်ပြောဝေခွဲမြတ်မြေပဲမှာဘာလို့မှမသိ midlife crisis ဆိုတာရှိတယ် midlife crisis ဆို30 35 around 30 35 28 29နေပြီးတော့30 35မှာဖြစ်နေတယ်တချို့လည်း25 26ခန်းနေစရင်မှာပြောလို့မရအဲ့ crisis တွေကဆိုပြောချင်တာဝေခွဲမြတ်မြေပဲမှာပေါ့နော်အဲ့ဘန်းစကားနဲ့ပြောတော်တော်များနားလေပါတယ်အဓိကကျွန်တော်တို့အခုကြုံတွေ့နေရတဲ့အတိုင်းအတာဆိုလို့ရှိရင်လူတိုင်းဖြစ်နေတာဟုတ်တယ်မပြောတာကြလို့ပဲကျွန်တော်တို့ကဒါမှန်တိုင်းတာဒီဟာကိုလုပ်နေလို့ဒီ YouTube တွေငယ်ချင်းမေးလိုက်လဲအဲ့တိုင်းပဲဒီတိုင်းပဲဟာငါနောက်ငါအခုဒီမှာခေါင်းလဲဟောအခုဒီမှာ live ကြည့်နေရအခု live TikTok live ကြည့်နေရလူတွေမေးလိုက်လေဒီတိုင်းပဲသူတို့ဝေခွဲမရဘူးဘာလို့မှမသိဘူးလူတိုင်းမေးကြည့်လိုက်လူတိုင်းဖြစ်နေရမျိုးမိုးပြိုအများပေါ့စကားပုံရှိပဲမရလားဝေခွဲမရမြေပဲမအဲ့လိုပေါ့ဟိုမိုးပြိုအများလေအခုကအကုန်လုံးဖြစ်နေရလေပြီးတော့အိမ်ပြန်ခြင်းနေလေအိမ်ဆိုတော့နေခြင်းနေအိမ်ဆိုတာကမိဘရှိနေတယ်မိသားစုရှိနေတယ်ဆိုရင်ကိုယ်အိမ်ပဲမှန်တယ်ဒါပေမဲ့မွေးရမြေဇာတိဆိုလူတိုင်းလွမ်းတယ်ဟုတ်တယ်မွေးရမြေလေးမှာနေခြင်းနေမွေးရမြေလေးမှာခေါင်းချခြင်းနေမွေးရမြေလေးမှာအသက်ရှင်ခြင်းနေဆိုတော့လူတိုင်းလေဟုတ်တယ်မလားအရင်တော့ကွာโอเคဒါ sorry ငါစကားဖြတ်ပြောတာအဲ့တော့မင်းပြောလိုက်လို့အဲ့လိုမျိုးကွာလူတိုင်းပြောတာရင်တော့အဲ့လိုဦးလေးတွေအဖွားတွေတဲ့မှာအတော်တွေအဖွားတွေဖို့တွေပြောတာများပါတယ်မွေးရမြေလေးမှာပြန်ပြီးတော့ retire လုပ်ခြင်းနေအဲ့တော့ဆိုနားမလဲဘူးသိမလားဘာလို့မှလဲသိမလားရှိရလဲမဟုတ်ဘူးသိမလားနောက်ဒါတော့ငါတို့ငငယ်လေးရှိသေးရနော်ဒါတော့ငါတို့ငငယ်လေးရှိသေးတယ်ငငယ်ကျွန်တော်တို့ကငငယ်လေးတကယ်ကျွန်တော်တို့အခုကြည့်နေတဲ့လူတွေလည်းငငယ်လေးပဲနှစ်ပုံလောက်နောက်ထပ်နှစ်ခါလောက်က90နှစ်ပြန်လောက်သွားလို့ရသေးတယ်တေချာပေါ့ကွာဟုတ်ပါ90ရတယ်ရသေးတယ်နှစ်ပြန်လောက်နေလို့ရသေးတယ်အဲ့ဒါကိုမှအခုကျွန်တော်တို့အတွေးတွေကဟာအိမ်ပြန်ခြင်းတယ်ဒါကလေလူတိုင်းမဝင်ဘူးကွာတလားအဲ့ဒီတွေးတယ်လူတိုင်းဝင်လားမဝင်ဘူးနော်ဒါပေမဲ့ငါတော်တော်ဟိုထားပါဘယ်လိုလူမျိုးတွေမဝင်လဲ
US တို့ UK တို့မှာနေတဲ့လူမျိုးတို့ Dubai တို့မှာနေတဲ့လူမျိုးတို့ ဟိုသူတို့ကမဝင်သေးတာမဝင်သေးတာ သူတို့စီမှာဝင်တဲ့အဝင်တစ်ခုပဲရှိတယ်သူတို့ဘာအတွေးဝင်လဲဆိုတော့သူတို့ကအိမ်ပြန်ခြင်းတယ်သူတို့ကြတော့အိမ်ပြန်ခြင်းတယ်မွေးရမြေကိုပြန်ခြင်းတယ်သူတို့အဲ့အတွေးတော့ဝင်တယ်ဒါပေမဲ့သူတို့စီမှာ midlife crisis ဆိုတာကိုသူတို့မှတွေးမအောင်ဘာလို့ဆိုတော့ mostly များသောအားဖြင့် US မှာနေတဲ့လူတွေကခွေးလို့အလုပ်လုပ်နေရတာတကယ်ခွေးလို့အရင်တော့ချင်းဟာ US တော့ချင်းနဲ့ Europe တော့ချင်းနဲ့အရင်ကောင်းတဲ့နိုင်ငံတွေကဟာ American dreams come true ဟုတ်မင်းတော့ကြည့်လိုက်အဲ့ဒါတော့ကြည့်လိုက်တကယ်တော့ကြည့်လိုက်ပါရောက်ပြီးပြီ America ရောက်ပြီးသွားပြီတော့ကြည့်လိုက် Gunstar တွေအများကြီးတွေ့တဲ့နေရာကိုးခံရမယ်လက်ရှိတော့ပြပြမယ် safe အဖြစ်ဆုံးနိုင်ငံထဲမှာ America မပါဘူး UK မပါဘူးဟုတ်တယ်အလုံးကြုံဆုံးနိုင်ငံတွေမှာမပါဘူး။တွားကြည့်လိုက်။ဓမြတိုက်ခံရမယ်၊တနေ့ထောက်ခံရမယ်။တော်တော်များများအခု TikTok မှာလည်းတွေ့တယ်။တချို့ဆိုလို့ရှိရင်ဗာလဲဆိုတော့ရိုး ABC တို့ GNG တို့လိုမျိုးမြန်မာပြည်မှာဆို ABC GNG ပေါ့နော်ဒီထိုင်းမှာဆို 7-Eleven တို့လိုဆိုင်မျိုးတွေမှာလှုပ်တဲ့လူတွေတောင်မှတရက်နေတိုင်းမြင်တွေ့နေရတဲ့ခိုးမှုတွေဓာတ်ထောက်မှုတွေဆိုတာဒုနဲ့တည်အေးရှားနိုင်ငံတွေမှာတော်တော်ရှားတယ်နော်ဒီအခုလက်ရှိမြန်မာပြည်တို့ဒီတခြားထိုင်းတို့တခြားနေရာတွေမှာခိုးတယ်ဝတ်တယ်ဆိုတာတနာတယ်ဟိုမှာတနတ်နဲ့တခါလေးပြစ်သွားမှာအသက်ပါသွားလိမ့်မယ်အဲကြောင့်တခါကျလို့ရှိရင်ကိုနဲ့နီးစက်တဲ့နေရာမှာကိုအတက်နိုင်ဆုံးပြောအောင်နေပါဆိုကိုယ်တိုင်လည်းပြောလာကျွန်တော်ကိုယ်တိုင်လည်းမပြောဘူးကျွန်တော်ကိုယ်တိုင်လည်းပြောလာမင်းလည်းပြောမပြောဘူးနေခြင်းလားမနေခြင်းဒါပေမဲ့နေရတာပဲဘာဖြစ်လို့နေရလဲဆိုတော့ကျွန်တော်တို့မှာရွေးချယ်စရာမရှိဘူးအခုလက်ရှိချင်းကျွန်တော်ရွေးချယ်စရာမရှိရှိလားမရှိဘူးကျွန်တော်ရွေးချယ်စရာအဲရွေးချယ်စရာမရှိတဲ့ဘဝတစ်ခုမှာတခြားဟာတွေမတွေးတော့ဘဲနဲ့ဘာလို့ရမလဲအနည်းဆုံးလူတွေနဲ့ပြောအောင်နေမယ်ပတ်စံရှာမယ်ဒါပေမဲ့ live ဆိုတာလေးကိုကျွန်တော်ဆိုလို့ရှိရင်က तू ဆိုလို့ရှိရင်ကျွန်တော်ခုနပြောလို့ဒီ level တစ်ခုမှရောက်နေတဲ့အချိန်မှာကျွန်တော်ကဘာဖြစ်ချင်လဲဆိုတော့ကျွန်တော်က9နှစ်ကနေ10နှစ်လောက်ကိုကျွန်တော် sacrifice ကြီးလုပ်ချပလိုက်ပြီးတော့ကျွန်တော်အကြိုက်ဆုံးသောဘီယာအရက်ဘာညာဆက်လိုက်ဘာညာအကုန်လုံးကျွန်တော်မေးပြောက်ကြီးကျွန်တော်နေချပလိုက်ပြီးတော့9နှစ်ကနေ10နှစ်ဝန်းကျင်ကြီးကိုကျွန်တော်ကိုဖိအားပေးပြီးတော့ကျွန်တော်ကတွန်းကျင်တဲ့အချိန်မှာသူ့စီမှာဘာဖြစ်နေလဲဆိုတော့ तू ကကြတော့အဲ့ဒီအလုပ်တွေကို short ချပြီးတော့ तू ကကျွန်တော်လူမျိုးဘာအလုပ်မှမလုပ်ဘဲနဲ့ AACC လေးလုံးချဝါသနာပါတဲ့ဟာလေးနဲ့ပုံမှန်လေးခရီးဆက်ချင်နေဆိုတဲ့ဟာမျိုးဖြစ်နေတာအဲ့ဒီမှာကျွန်တော်နေ့ရက်ဒီ topic ကအဲ့မှာစကားပြောလို့ကောင်းသွားတာဟုတ်တယ်မလားပြောချင်တာအဓိကအဲ့ဒါပဲလေဟုတ်တယ်မလားဟုတ်တယ်အဲ့တော့ဟောမဖြစ်နိုင်မလွယ်တဲ့အရာတခုလူတိုင်းလုပ်နေရတယ်မလုပ်ချင်တဲ့အရာတခုလူတိုင်းလုပ်နေရတယ်အကုန်လုံးဒီမှာဆိုလို့ရှိရင်လည်းဒီလိုပဲကျွန်တော်ငါ live မကြည့်နေလို့တော်များဆိုထိုင်းမှာအလုပ်လုပ်နေစိတ်ယုံနေမှာဝင်တိုင်းလုပ်နေပိတ်ရက်မရှိဘူးနားရက်မရှိဘူးသူတို့မှအလုပ်လုပ်ဖို့သူတို့အချိန်မရှိဘူးပိတ်ရက်ဆိုတာလည်းမရှိဘူးစိတ်ယုံတရုပ်လိုပဲအလုပ်လုပ်နေကြတဲ့လူတွေအများကြီးပဲအဲ့တော့အဖေနဲ့မိပြောဘူးတာတခုရှိရပါတော့ဘာပြောဘူးလဲဆိုတော့ကိုယ့်ထက်မြင့်တဲ့လူမကြည့်ဘူးကိုယ့်ထက်နှိမ့်တဲ့လူတစ်ချက်လောက်ငေးကြည့်လိုက်ပါတယ်။ Yeah အဲ့ဒါဘာလဲဆိုအဲ့ဒါကြီးကအနစ်ကြီးလေတဲ့လားတရားတွေရနေတယ်ဟုတ်တကယ်ပြောတာလေကိုယ့်ထက်မြင့်တဲ့လူမကြည့်ဘဲနဲ့ကိုယ့်ထက်နှိမ့်တဲ့လူတစ်စင်လေးငုံပြီးတော့ကြည့်လိုက်ပါတဲ့ကို့မှာနေတိုင်းထမင်းစားနေရတယ်အိတ်စရာခေါင်းမိုးရှိတယ်ဝတ်စရာအဝတ်ရှိတယ်ဘယ်လောက်ပဲဆွေးဝတ်စားတွေဆွေးနေတယ်ရတယ်တရားတွေရနေတာအကုန်လုံးမျိုးစုံဖြစ်နေတဲ့အချိန်မှာကိုယ့်ထက်အဖေနဲ့အမေပြောဘူးတာပေါ့နော်ကိုယ့်တဲ့နေနာလေးကိုငဲ့ကြည့်လိုက်ပါကိုယ့်တဲ့အစင်မပြေတဲ့လူတွေဒုနဲ့ဒီအများကြီးရှိနေသေးတယ်ဆိုတဲ့အချိန်မှာကြည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ I'm happy with what I have အဲ့လိုခံစားချက်ပြန်ဖြစ်သွားတယ်။ငါမှရှိနေတဲ့အရာလေးနဲ့ကိုမှရှိနေတဲ့အရာနဲ့ကိုကပြန်ပျော်သွားတယ်ခဏတာလေးပေါ့ပြီးဘာဖြစ်သွားလဲဆိုတော့တစ်ခေါက်ပြန်ပြီးတော့ stress တွေ depression တွေပြန်ဝင်လာပြန်ရောမဟုတ်လူရဲ့ cycle ကလူတွေရဲ့ခေါင်းကအဲ့လိုဖြစ်နေတာကွာပြောချင်တာကွာဘယ်လိုပြောရမလဲခုနကငါပြောပြီးတော့မေ့ပါအမြဲတမ်းဒါလုံးဝ lesson တစ်ခု like something that I'm trying to do but I always like ဘယ်လိုပြောရမလဲမြန်မာလိုဆိုဘယ်လိုပြောရမလဲပြောအင်္ဂလိပ်လိုပြောလိုက်ငါ translate လုပ်ပေးမယ် like something that I've always trying to control ကွာတဲ့လား not to compare ဒါပေမဲ့တခါလေအမြဲတမ်းတခါလေမဟုတ်အမြဲတမ်း compare ကလုံးဖြစ်သွားတာတဲ့လားမန်က compare မလုပ်တင်မဟုတ် compare လုပ်ဖို့ကလည်းမဟုတ်ခဏတော့မလုပ်တင်ဘူးလို့လည်းမကောင်းကွာ if you don't compare then you don't have the courage or like the energy to go higher make yourself first အရင် compare လုပ်ပြန်တော့လေကိုယ့်ဘာကိုယ် depression ရမှာပဲသိရမလား
တော့ပါလားငါဒီလောက်လုပ်ပြီးတော့ဒီလောက်တော့မရဘူး။များတွေမပြင်းတယ်လား။အခုပြန်ကြည့်တော့တရားရကွာ။အခုကတရားဟောတဲ့ session ရှိတယ်။လုံးဝဘဝရဲ့တရားကွာတလား။ တရားဟောတယ်လို့လည်းငါမပြောချင်ဘာလို့ဆိုတရားဟောတယ်လို့လည်းပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုကမတည်ဘူးဗျကျွန်တော်လည်းမကြခင်ဟိုရတိပဲဝတ်တော်မလားဖုန်းကြီးပဲမဟုတ်ကျွန်တော်အပုံမလင်းလင်းပြောတာကျွန်တော်လည်းမကြခင်ရတိပဲဝတ်တော်မလားဟိုဖုန်းကြီးပဲသွားဖြစ်တော်မလားကျွန်တော်လည်းမသိတော့ဘာလို့လဲဆိုတော့တခါကျရင်စိတ်ကုန်လာတာနော်ခါကျရင်ဟိုစိတ်ကုန်လာရဲဆိုတော့ရှိတယ်ကွာ down time ကွာ down time နေရစိတ်လာတာ down time နေရစိတ်လာ down time ဆိုတာလူတွေစိတ်တက်ကြတဲ့အချိန် energy တွေကုန်ခန်းတဲ့အချိန်ဆိုတာဒီကစိတ်လာပေါ့နော်ပြပြစိတ်လာဆိုတာပြီးတော့ဖြစ်ချင်တော့လကစားအလုပ်လေဘာတခုမှမရှိဘူးကျွန်တော်စီမှာအဲ့တော့ဟိုလကစားအလုပ်တခုရှိနေရဆိုရင်တော့မှဟို distraction လေးတဘောနဲ့ကွာဟုတ်လားဒီ down time တွေရောဒီဟာတိတ်မစင်စားပြဘူးဒါပေါ့ daily job ပေါ့မနေ့ရှင်းရနေညရှင်းမနေ့ရှင်းညရှင်းအလုပ်ရှိနေတယ်လူတယောက်အနေနဲ့ကဒီလိုမျိုးတွေမရှိဘူးကျွန်တော်တို့မနေ့ဖွင့်နေမျိုးဆောက်လို့စောက်ကြိုင်မရှိရလူကျွန်တော်ဆိုဒီကအလုပ်ရှိကျွန်တော်ဆိုပြောဆောက်လို့စောက်ကြိုင်မရှိရလူဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုပူဆိုးတာဟုတ်တယ်တည့်ငါမိဘကိုငါဘယ်လိုကြွေးရမလဲတည့်ငါမိဘငါဘယ်လိုကြွေးရမလဲငါချစ်သူငါဘယ်လိုကြွေးရမလဲငါရဲ့ညီမငါပေါ်ကျေးဇူးရှိတဲ့ကျေးဇူးရှင်တွေထားပါတော့အကျွေးရှိတယ်ဆိုရင်ငါရဲ့အကျွေးရှင်တွေငါ့ကိုအတိုးတပြားမှမယူဘဲနဲ့တကယ်တငယ်ချင်းအရင်းနှီးတွေကပေးထားတဲ့ဒီအကျွေးရှင်တွေဆိုလို့ရှိရင်ငါဒီလူတွေကဘယ်လိုပေးဆက်ရမလဲမလိုအပ်တဲ့အတွေ့အကြုံဝင်နေပြီးွားရင်နောက်ဆုံးဘာတွေအရန်ကြဟုတ်တယ်ပုံမှန်တော့ပူကြဟုတ်တယ် but I'm proud of you like you know you are still surviving I'm trying because of you guys no ဘာလို့လဲဆိုတော့သူတို့ကြောင့်လည်းပါတယ် because of you guys မခက်ဘူးတဲ့တော်ခက်တယ်တော်ခက်တယ်အဲ့လိုမျိုးကြီးကို survive ဖြစ်ဖို့ပါ still smiling no ကျွန်တော်အခုပြုံးနေဖို့ကမလွယ်ဘူးတော့တလားနောက်ပိုင်းလဲအခုနောက်ပိုင်း YouTube လောက်လာတဲ့ဟိုဟာတွေထဲမှာလည်းငါအဲ့မျိုးပြုံးနေရင်းနဲ့ကွာကိုယ့်ဘက်ကတော့ပြုံးလိုက်တာပဲစကားပြောပြီးတော့တဲ့မလား vlog လုပ်တဲ့ကင်မရာလေးကင်ပြီးတော့တဲ့မလားပြုံးနေပဲနေရာရောက်နေဘာဖြစ်ညာဖြစ်တယ်နိုင်ငံတွေမြောက်ဘောင်းစုံရှောက်သွားနေတာပဲဒါပေမဲ့မြင်တဲ့ပြန်စဉ်းစားလိုက်တဲ့အချိန်မှာအော်ငါကအခုလားတဲ့မလားအဲ့ခဏတာလေးပဲပြုံးနေဖို့ကွာတလား I work like 18 hours တဲ့မလား20 hours a day စဉ်းစားကြည့်နော်18နာရီနော်12နာရီမဟုတ်ဘူးနော်မနေ့ရှင်းညရှင်းလောက်တာမဟုတ်ဘူးနော်ညရှင်းမဟုတ်ဘူးတရက်ကို12နာရီ13နာရီသူများအလုပ်လည်းမဟုတ်ဘူးတဲ့လားကိုယ့်ဘက်ကိုနားလို့ရတယ်ကိုယ့်အလုပ်ကိုကျုံယုံပြီးတော့အဲ့လိုမျိုးတွေဟိုဖြစ်နေတာသူများကြီးဆိုပြောကြတယ်ကွာငါဆိုရင်ဟိုဒါကကြွားတာပဲမဟုတ်ဘူးကွာ I've been traveling like 12ခေါက်လောက်ရှိဒီနှစ်တည်းမှာသွားနေအဲ့ဒါသူများတွေကြတော့ကွာမြင်ရလူကမြင်တဲ့လူကတော့ဘာဖြစ်တယ်ပဲသွားနေတယ်ဒါဖြစ်နေ no it's not like that တဲ့မှာအမှန်တိုင်းပြောရရင်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကုန်းယုံပြီးတော့လုံနေတဲ့အချိန်ကြီးအများကြီးပဲပြီးတော့ဒေါင်းတိုင်းဖြစ်နေတဲ့အချိန်ငိုပြီးတော့ဟိုဖြစ်နေတဲ့အချိန်အဲ့ဒါတွေကမပြတာကွာတလား like but nobody wants to see I feel တဲ့မှာအဲ့လိုမျိုးငိုပြနေလို့လည်းမကောင်းဘူးလေတဲ့လားဘူးမှမကြည့်ချင်ဘူးလေပြုံးပြနေတော့ပဲကောင်းတာဒါပေမဲ့နောက်ပိုင်းကျွန်တော်ပြုံးတာများလာလေငါတွေးမိတယ်တလားဟာမဟုတ်သေးဘူးငါနည်းနည်းထိန်းရတော့မယ်နည်းနည်းအဲ့ဒါတိတ်ပြီးတော့တဲ့လားမလွယ်ဘူးကွာအခုပြန်စဉ်းစားရင်နေတော့မှအခုဒီမှာဒီစကောဝိုင်းတော့တည်ပါတယ်စကောဝိုင်းမှာလည်းမျိုးစုံဇဲခံတာအဲ့ဒီဟာကြီးလည်းပြန်ပြီးတော့ဖြည့်ရှင်းဖို့လည်းအစီအစဉ်မရှိပါဘူးပြောပြပါတော့အဲ့ဒါလမ်းကြုံအခု live ကြည့်နေလူတော်တော်များစုတည်တယ်ငါ live ကိုကြည့်တယ်အဲ live လွှင့်နေကွာ TikTok မှာ live လွှင့်နေဆိုလို့ရှိရင် live ကိုဝင်ကြည့်တဲ့လူတော်တော်များဘာပြောလဲဆိုတော့တဲ့ငါအခု live ကြည့်ရတာတဲ့ဘယ်လိုပြောအကြည်တလေးရတယ်ဟို positive vibe ပေါ့ကွာပြောချင်တယ် positive vibe တွေပါဆိုအမြဲတမ်းပြုံးနေအခုတွေပြုံးနေပြီပါတဲ့အခုပြုံးနေရင်ရင်းနေအေးလို့နေလို့ကောင်းတယ်အခု live ကိုကြည့်ရတာပြီးအခုကောင်းတာလေးပြောတဲ့လူဖြစ်တဲ့ကြောင့်မလို့ကောင်းလေးအဲ့ဒီဝါသနာဟိုကိုလည်းတိတယ်တချို့ကတိတယ်တချို့ကျတော့မတိဘူးဒီလိုပဲမင်္ဂလာပါဘယ်သူလဲမသိဘူးနော်ဆိုဝင်လာတဲ့လူတွေရှိအဲ့တော့ဘာလို့တသတိရလဲဆိုတော့နောက်ဆုံးကိုမပြုံးနိုင်ဘူးကိုယ်တိုင်မပြုံးနိုင်ဘူးကိုယ်တိုင်ရင်ထဲမှာငိုနေရတယ်လို့ပဲတွေးနေတဲ့အချိန်မှာတော့မှကိုသူများတယောက်မဟုတ်ဘူးလူပေါင်းရောက်900 600လောက်ကိုပြုံးအောင်လုံနိုင်နေဆိုတဲ့စိတ်လေးနဲ့ပဲနည်းနည်း alright ချက် block လိုက်အောင်များဆိုရင်ဆက်ပြီးတော့ယုံတာပေါ့နော်ချက် block လိုက်အောင်များဆိုရင်အဲ့စိတ်လေးနဲ့ပဲဆက်သွားမှာပါ
ဟုတ်ပြီ အဲ့စိတ်လေးနဲ့ပဲဆက်ပြီး Thank you, တော့ thank you. ရုံးပါ That's a nice No worries. well said well said No, sorry. အဲ့ဆိုငါ No worries. ဆက်ပြီးတော့ floor လိုက်အောင်မယ် မဟုတ် energy ပေးခြင်း energy ပေးတာ energy ငါ ပေး ရ ခြင်း သွားပြီ energy ပေးခြင်း ငါရသွားပြီ so intro ဝင်ကြတဲ့ energy ရသွားတာ အေးဆိုတော့ဟိုပြောချင်တဲ့သဘောကရင်ထဲမှာဘယ်လောက်ပဲငိုနေတခါလေကြာရင်တော့တခါလေကြာရင်နောက်နေ့ငါမိနေဖေငါရဲ့ချစ်သူငါကိုယ်တိုင်၄ယောက်ရှိမယ်အခုအိမ်တိမ်မှာအခု၄ယောက်နေတယ်၄ယောက်နေတဲ့အချိန်မှာနောက်နေ့သူတို့ငါဘာနဲ့ကြွေးရမလဲငါလက်ထဲမှာပတ်စံပုံမလေးမျိုးငါလက်ထဲမှာပတ်စံတပြားမှမရှိတော့ဘူးဆိုတော့ငါဘာနဲ့ကြွေးရမလဲဆိုတော့ပူနေတဲ့အချိန်မှာသူ့အလိုလိုသူ့အတူဖြစ်သွားတဲ့ရာလေးတွေကဘယ်ကနေကောင်းကျိုးရလာလဲဆိုတော့ဒီလိုပဲကိုမပြောနိုင်ဘူးဆိုရင်တော့နောက်ဆုံးသူများကိုကိုကပြောအောင်ထားတယ်အဲ့လူတွေကနေတဆင့်ကောင်းကျိုးလေးတွေကမသိဘူးဗျဝစ်လေတာလားကန်ကန်ကြီးအကျိုးလားမြန်မာလူကြီးကိုကန်ကန်ကြီးအကျိုးလို့ဝစ်ပေါ့ဝစ်ကတော့မကောင်းတာအေးပေါ့ butterfly effect ပေါ့ butterfly effect ဝစ်ဆိုတာတော့မကောင်းတာလေ ပြန်ရတာ အဲ့လိုမျိုးပေါ့ကန်ကန်ကြီးအကျိုးပေါ့နော်ကိုကလူတယောက်ကိုပျော်စီခြင်းလို့ကိုယ့်ရဲ့အပြုံးလေးကိုတွေးလို့ကိုယ့်ရဲ့ရီတာလေးကိုတွေးလို့စိတ်ချမ်းသာသွားတယ်ကိုယ့်ရဲ့ live လေးကိုခဏလေးဝင်ကြည့်သွား second mile လေး2 second 3 second လေးဝင်ကြည့်သွားတယ်သူတို့ပျော်သွားတယ် that's the thing အဲ့တော့အဲ့ဒီအရာကြောင့်ကိုယ့်စီမှာဘာပြင်ရလာလဲဆိုတော့နောက်နေ့မှာသူ့အလူလိုလေးတွေအစင်ပြေသွားတာ yeah the energy that you release out in the world will come back to you yeah it have to be real yes the thing is like yeah you have to be real it have to be real ဆိုတာပြောချင်တာကိုပေးတဲ့အချစ်ကိုပေးတဲ့မေတ္တာကိုပေးတဲ့အပြုံးပါလေမှန်ကန်ရမယ်ကွာဟိုအစ်စ်ဖြစ်ကြမယ်ဒီနှလုံးသားထဲလာတဲ့အစ်စ်ဖြစ်ကြမယ်အခဏတာလေးဟာငါ viewer များဖို့အတွက် follower များဖို့အတွက်ရီလိုက် just like fake အပြုံးရီတာလေစိတ်ထဲမပါဘူးဘာလို့မလဲအဲ့လိုမျိုး fake အပြုံးပြုံးပြီးတော့ fake ရီပြီးတော့ကျွန်တော်တို့ရှေ့ဆက်လို့မရတာရင်ထဲကပါမှလေလူဆိုတာကိုရင်ထဲကနေပြီးတော့လိုက်လေးပြောပြလိုက်တယ်တီးစီခြင်းနဲ့စန္ဒတစ်ခုနဲ့ပြောပြလိုက်တယ်ကြားစီခြင်းနဲ့ဒီလူတွေကိုပေးပြီးတော့တီးစီလိုက်တဲ့ဒီကိုစီရရည်ရွယ်ချက်ကသူ့အတူအော်တိုကိုစီပြန်လဲလာတယ်ဗျာ မဖြစ်တယ် like we just need to survive long term ဒါ နည်းနည်းလေးပဲထပ်ပြီးတော့တောင်းနိုင်ဟောဖြစ်တာပေါ့ ငါပြောတာ genuine ဖြစ်ပါတယ်ငါတို့ content တွေ စဘူးဆိုလို့ရှိရင်စဘူးပြောမယ်ဆိုလို့ရှိရင်ကွာဟိုပြောလို့ရအများကြီးသူဆိုလို့ရှိရင်သူစီမှာဟို lifestyle content လည်းရှိတယ်ပြီးတော့သူစီမှာ planning ရှိမယ် next step second step plan B plan C ဘာအများကြီးရှိမယ်ပြီးတော့ income ရှိတယ် saving ရှိတယ်အကုန်လုံးကပြောရမယ်ဆို kind of stable เนาะမိမယူခြင်းတော့ယူလို့ရပြီ can I say that yeah but အဲ့တော့ပြောပြတာဟိုပြောပြတာကွာမိမယူခြင်းတော့ယူလို့ရပြီသူများသားသမီးတယောက်ကောင်းကောင်းမွန်မွန်သူ at least သူတို့ချမ်းသာပြီး millionaire လောက်မဟုတ်ရင် at least you can treat him like fine dining သူကျွေးနိုင်မယ်သူကသူပုံမှန်လေးသူသွားနိုင်နေပြီအဲ့လိုမျိုးပေါ့တနေ့တည်း life မတူဘူးเนาะအကုန်လုံးကိုလိုက်ပြီးတော့တခုချင်း live မခံစားနဲ့တယောက်နဲ့တယောက် live မတူဘူးเนาะဟုတ်ပြီလားအဓိကပြောချင်တာကဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဘဝမှာချိန်ကြည့်ပါကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့မိဘကိုယ်တိုင်ရဲ့ဘဝဒီ၃ခုပဲရွေးချယ်ရမှာအဲ့တော့တစ်ချိန်ကျရင်ကိုတယောက်ပဲကြံခဲ့မှာမိမလှုပ်တဲ့လူလည်းသိမှာပဲဖေအေမေလှုပ်တဲ့လူလည်းသိမှာပဲကိုယ်တိုင်ပဲနောက်ဆုံးကိုရင်တင်လည်းသိမှာပဲကိုမဟုတ်သိမှာပဲအဲ့တော့ကိုယ်တိုင်လည်းသိမှာပဲအဲ့တော့ဟိုပြောချင်တာဟိုအကုန်လုံးသိမှာချင်းတူကိုကဘယ်အရာလေးကိုရွေးချယ်ပြီးတော့ဘာလေးတွေကိုအကောင်းဆုံးလုပ်ချင်လဲဆိုတာအရေးကြီးရလေso what you going to do next what is your 5-year plans 10 years plan that at least like tomorrow plan we'll never know what will happen tomorrow အဆုံးစကားအကုန်ပြောရရင်မနေ့ပြန်ဘာဖြစ်မလဲတော့မသိဘူး we got 5 minutes ဟိုကျွန်တော်အချိန်ထွက်နေokay okay so အဲ့လိုပေါ့ဟောဖြစ်ပါတယ်လုံးဝဒါလေးကဘယ်လိုပြောရမလဲဒါတော့တိတ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲတောင်းပန်တယ်လို့ပြောရမှာလားတောင်းပန်တယ်လို့ပြောရမှာပေါ့ is it I want to apologize for like ဒီ topic ကဘယ်လိုပြောရမလဲကျွန်တော်တို့အရန်ကြီးမစင်စားထားပေမဲ့ဗျာကျွန်တော်ပုံဝင်လေးပြောပြတာဒါပေမဲ့အရန်ကိုပြောချင်နေတဲ့ topic ပြီးတော့အရန်ကိုကျွန်တော် share လုပ်ချင်တယ်ငါတော့က share လုပ်ချင်နေတဲ့ topic ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ပြီးတော့ကျွန်တော်အထင်ထဲမှာပေါ့နော်စိတ်ထဲမှာတော့ဒီလိုမျိုးကိစ္စတွေကတော်တော်တိုင်အောင်မပြောကြဘူးကွာအဲကြောင့်မို့လဲဒီစကားဝိုင်းမှာအဲ့လို topic လေးတစ်ခုအနေနဲ့ဒီ sharing လုပ်တဲ့အနေနဲ့ပြောချင်တယ်ဆိုပြီးတော့ပြောပြသွားတာပေါ့နော်ဒါပေမဲ့ဒီ video ကနေပြီးတော့ hopefully they get something that's the
main purpose ပဲကွာအဲ့ဒါ from the day one တဲ့မလား why we love Myanmar စကြတဲ့ကကျွန်တော်တို့ရဲ့ main purpose ကတော့ဒီ video လေးကြည့်ပြီးတော့တခုခုရသွားစေချင်တဲ့ဟာပေါ့နော် message တခုရစေချင်တာပေါ့ အဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့အခုပြောလိုက်တဲ့အထဲမှာအကုန်လုံးနဲ့တက်ဆိုင်တဲ့ဘဝတွေတိုင်းကိုဘဝရာထောင်တောင်းချီတဲ့ဘဝတွေအကုန်လုံးအဆင်ပြေစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းအကောင်းဆုံးဖြစ်နိုင်မလဲဘယ်လိုမျိုးညှိနှိုင်းအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာလေးကိုပြောပြချင်းဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ life like သူဆိုလဲသူ့ရဲ့လက်ရှိကိုလုံးဝ share သွားတယ်ကျွန်တော်ဆိုလဲကျွန်တော်လက်ရှိခံစားနေရတဲ့ဟာတွေအကုန်လုံးလုံးဝ share သွားတယ်ဒါပေမဲ့ play နဲ့ပဲဒီမှာyou will learn you get something out of the ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့အရှုံးပေးမလားမပေးဘူးကျွန်တော်တို့ဆက်သွားအောင်ပါဆက်ပြုံးလိုက်အောင်မယ်ကျွန်တော်တို့အားပေးလိုက်ပြီကျွန်တော်တို့မဟုတ်ဒါအမှန်ဟုတ်ဒါ because I think the right thing to do man yeah a few weeks back I was vlogging and then every time I smile I'm like oh maybe my friends are right there ငါတကယ်ချင်းနေပြောတာမှန်နေမှာငါခရီးတွေကတွားနေတယ်ပြုံးနေတယ်ဒါပေမဲ့တဲ့မှာအလုပ်ကြီးတွေအဲ့လောက်ကြီးလုံနေရရအစင်မပြေတော့ဘူးလားဆိုပြီးတော့ပဲခေါင်းထဲမှာအတွေ့ဝင်လာဒါပေမဲ့မာကိုပြောရတာလေးလှတယ်ကွာ maybe ငါပြုံးပြီးတော့ငါ share နေတဲ့အချိန်မှာသူများတွေလည်းဟောဒီနေရာလေးကိုတွားကျင်လာတယ်မလား motivation တွေရလာမယ်အဲ့တော့ yeah ပို့ပြီးတော့လှုပ်ချင်သွားမှာအဆုံးသက်မှာပြောချင်တာအမြဲတမ်းပြုံးထားပေးပါအမြဲတမ်းပြုံးထားပေးပါရင်ထဲလဲလေးပြုံးထားပေးဘာလို့လဲဆိုတော့ကိုကပဲဟင်းကြက်ရိုးလေးနဲ့စားနေတဲ့အချိန်မှာသူများတွေကလက်ဖက်ကလေးနဲ့ထမင်းလေးနဲ့စားနေရဖြစ်မယ်အဲ့လက်ဖက်ကလေးနဲ့စားနေတဲ့လူကသူ့ရဲ့ထက်နှိမ့်နဲ့ငါးကြော်နဲ့ထမင်းနဲ့ဒါမှမဟုတ်ထမင်းနဲ့စီနဲ့စားနေပဲနေစားနေတဲ့လူတွေကလည်းကိုယ့်ရဲ့ live တွေကိုယ့်ရဲ့ video တွေကိုကြည့်နေရတဲ့လူတွေဒုနဲ့ဒီအများကြီးရှိတယ်အဲ့တော့ကိုကဘာပေးနိုင်လဲဒီ video ကနေတစ်စင်ဘာပေးနိုင်လဲကျွန်တော်ရင်ထဲကလာတဲ့အပြုံရင်ထဲကလာတဲ့မေတ္တာတစ်ခုပဲကျွန်တော်ပေးနိုင်တာဒီ video တွေကိုကြည့်ခြင်းအပြင်ဒီ video တွေကြည့်ခြင်းအပြင်လူတွေမှာဘာရနိုင်လဲကျွန်တော်တို့ရင်ထဲကလာတဲ့အပြုံတွေကျွန်တော်တို့ရင်ထဲကလာတဲ့မေတ္တာတွေပဲသူတို့ရနိုင်တယ်ဒါပါတော့မကောင်းတာကြီးတွေကျွန်တော်တို့ထိုင်ပြောနေတယ် negative ကြီးတွေထိုင်ပြောနေလေခဏပေါ့နော်ဒါပေမဲ့တကယ်တမ်းလူတွေရင်ထဲရောက်သွားစေတာကကိုယ်စီကလာတဲ့အပြုံးတစ်ခုကိုယ်စီကလာတဲ့ကိုယ့်ဗီဒီယိုတစ်ခုကို7 မိနစ်ပဲကြည့်9မိနစ်ပဲကြည့်နောက်ဆုံး3မိနစ်ပဲကြည့်ဝင်ကြည့်သွားနောက်ဆုံးဘာမှမရအောင်ဆိုတော့စိတ်ချမ်းသာမှုလေးတစ်ခုရတယ်ဗျနောက်ဆုံးဘာ message မှမရဘူးဆိုရင်ဘာရပါလဲစိတ်ချမ်းသာမှုရသွားတယ်ဒီဗီဒီယိုလေးကိုကြည့်လိုက်တယ်ဒီ live လေးကိုဝင်ကြည့်လိုက်တဲ့အချိန်မှာဘာရပါလဲစိတ်ချမ်းသာမှုလေးတစ်ခုရတယ်ပီတိလေးတစ်ခုဖြစ်တယ်ဒီလူတွေကြည့်ရတာ agent လိုက်တာသူတို့အပြုံးလေးကြည့်ရတာစိတ်ချမ်းသာလိုက်တာ agent လိုက်တာဆိုတော့ခံစား freeze လုပ်ရတော့မယ် yeah kind of ဖုန်းကြီးပေးဝင်နေပြီကျွန်တော်ဘာလို့ဆိုကျွန်တော်ဘုံအမှန်တည်းပြောတယ်တခါကျရင်ဘွာယူအဆုံးသက်ရှင်လိုက်တာအဲ့တော့ okay ဒီမှာတော့ဒီဗီဒီယိုမှာတော့ဒီမှာပဲရက်လိုက်မယ်ကျွန်တော်နောက်နေ့တွေလည်းပြောစရာလေးအများကြီးရှိတယ်ခဏနေအခုလောလောဆယ်သွားစရာလည်းရှိတယ်ကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်တနားကြီးကြော်လည်းပြည့်သွားပြီဆိုတော့ဒီမှာဒီ topic တွေကိုဒီမှာပဲရှင်းလိုက်မယ်ဒါပေမဲ့နောက်နေ့အများကြီးပြောစရာရှိတယ်ကျွန်တော်တို့ဒီမှာ9ရက်လောက်နေဦးမှာဆိုတော့နော်အဲ့တော့ဒီမှာတော့ဒီ topic မှာတော့ဒီနေ့ story sharing session မှာတော့ဒီလောက်ပဲပေါ့နော်ကျေးဇူးလည်းအများကြီးတင်ပါတယ်TikTok short video တွေကြည့်ပြီးတော့လည်းအရန်ကြီးတွေ emotional တွေမထည့်ပါနဲ့လို့ဒါပေမဲ့ထည့်ပါဘာမှဖြစ်ပါဘူးကျွန်တော်လည်းကြိုက်ပါတယ်စကောဝိုင်းကိုလည်း live link ကျင်တာစကောဝိုင်းကိုလည်း live link စကောဝိုင်း live link လို့ရတယ်အဲ့တော့ဒီနေ့စကောဝိုင်းမှာဒီနေ့စကောဝိုင်း podcast မှာတော့ဒီမှာပဲရက်လိုက်တော့ရက်လိုက် okay thank you see you bye well said thank you man ကြိုက်ဘောနှိုးအောင်